Burmese Audio Bookstore မော်ယုံဟေဝန်တောမြိုင်စွန်းရာမမင်းသားအတိုက်ခိုက်ရန်အစီအစဉ်များကိုကျွန်ုပ်တို့အသေးစိတ်စီစဉ်ကြသည်။ဦးရီတော်မာရီဇက်ကမူသူမြင်းများတက်ခဲ့သောရန်သူကိုတဦးတည်းမော်ယုံဟေဝန်တို့ပြန်သွား၍တပ်ဖြတ်လက်စားချေလိုကြောင်းခွင်တောင်းနေသည်။ကျွန်ုပ်ကလည်းအိမ်နုမြင့်ကျင်းတနေရာမော်ယုံဟေဝန်တောစွန်းတို့ကျွန်ုပ်တဦးတည်းသွား၍ရာမတို့အားတိုက်ခိုက်လိုသည်။သို့သောတရိဂမ်ဘီကကျွန်ုပ်တို့အားလုံးမငြင်းနိုင်သည့်စကားတစ်ခုကိုဆိုလေသည်။ဒုတာနဲ့ခါရာတို့ရဲ့မိခင်အနေနဲ့ဒီအစီအစဉ်ကိုနှမတော်ကိုယ်တိုင်ခေါင်းဆောင်ဝင်ပေးပါအကိုတော့ဒါဟာတားမြောက်ကိုဆုံးရှုံးရတဲ့မိခင်တဦးရဲ့ရတင်ရထိုက်တဲ့အခွင့်အရေးဖြစ်တယ်ကျွန်ုပ်တို့အားလုံးဂမ်ဘီ၏ခွင့်ပြန်ချက်ကိုလက်ခံရသည်ဘီဘီသနာကလည်းသဘောတူညီလေသည်ဂမ်ဘီသည်ထူးခြားသောတင်နေငါဗျူဟာတစ်ရက်ကိုစီစဉ်လေသည်မိမိရဲ့သားမိမိရဲ့တူမိမိရဲ့မြင်းများကိုဆုံးရှုံးရသူအားလုံးအတွက်နှမတော်မျှတအောင်စီစဉ်ပေးပါမယ်အကိုတော်ဘရင်မြင့်မြတ်အတွက်လည်းထူးခြားတဲ့အကျိုးတစ်ခုရရှိစေရမယ်။ဦးကြီးတော်မာရိစအတွက်လည်းသူ့ရဲ့ပဋိပက္ခတင်နေငါပြပါကိုထိထိရရောက်အသုံးချခွင့်ရစေရမယ်။လာအခုမော်ယုံဟေဝင်ကိုတွားကြစို့။ကဏ္ဍမာလာရဲ့တာရဲတွင်သို့ရောက်သောအခါဂမ်ဘီသည်ရွှေစင်းကဲ့သို့ဝဲဝါသောသမင်တကောင်ကိုပွေ့ပိုက်ထုတ်ယူလာလေသည်။ဒီသမင်ကိုအကိုတော်မှတ်မိရဲ့လား။မိထီလာလေးတင်မွဲကိုတွားစဉ်ကတီရာဒေဝီအဖို့တမင်လှလှလေးတကောင်လက်သက်မွေးထားပါလို့အကူတော့အမိန်ပေးခဲ့လေဒီအတိုင်းမွေးမြူထားခဲ့တဲ့တမင်လေးတင်မွေးကအပြန်ဓမိကတောင်သေးချေလာရင်စမ်းချောင်းပြီးမှအကူတော့လှန်တန်နဲ့ပြစ်တက်ခဲ့မယ်လုပ်တဲ့တမင်လေဂမ်မီသည်သားများကိုဆုံးရှုံးရသဖြင့်ယူတွတ်သွားပြီဟုကျွန်ုပ်ထင်သည်နတ်ဆိုင်ဝေးတီလာသောမော်ယုံဟေဝန်တောစွန်းရှိရန်သူများအားလက်စားချေတက်ဖြတ်ရန်ရေးတွင်ဤလှပသောရွှေသမင်ငယ်အကြောင်းကိုဘာကြောင့်ပြောနေသလဲငင်းငိုင်နေသောကျွန်ုပ်တို့ရှေ့တွင်တရိကံပီသည်တက်မှုကြီးတဦးတပွဲခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေလေသည်ဒီသမင်ကိုနှမတော်တို့ယူသွားကြမယ်တီရာဒေဝီအတွက်လည်းယူဆောင်သွားရလိမ့်မယ်ဒါပေမဲ့သမင်ငယ်ဟာယာမမင်းသားအတွက်တော့တေမင်းတမန်ဖြစ်စေရမယ်ဒီသမင်ငယ်လေးတစ်ကောင်နဲ့ယာမကိုတိုက်ခိုက်မလို့လားကံပီနင်ဘာတွေပြောနေလဲအချိန်တွေအချင်းကြီးမကုန်ခံနိုင်ဘူးနားထောင်ပါကူတော့ဘရင်မင်းမြတ်နှမတော်တို့သုံးဦးရဲ့ဒီရွှေသမင်မော်ယုံဟေဝင်ကိုတွားကြမယ်အိမ်နုမြင့်ချင်းတနေရာမော်ယုံဟေဝင်ရဲ့အစွန်းမှာရှိနေကြမယ်ယာမတို့ရှိရာအရောက်သွားပြီးဟိုကြရင်အုပ်စုခွဲလိုက်မယ်အကိုတော်ဘရင်မင်းမြတ်ကတနေရာနှမတော်နဲ့ဒီသမင်ကတနေရာဦးကြီးတော်ကတနေရာသုံးနေရာခွဲပြီးဒင်းတို့ဝိုင်းရံထားမယ်ပြီးတော့တီရာဒေဝီမြင်းသားဒီရွှေသမင်ကိုအရေးအယောင်ပြရမယ်ဒီလောက်လှပတဲ့ရွှေသမင်ကိုအကိုတော်ရဲ့တီရာဒေဝီမြင်ရရင်မုတ်ချလိုချင်တတ်မှတ်လိမ့်မယ်ရင်ပါစော်နဲ့အနိကတ်သွားတဲ့ရွှေသမင်ကိုတီရာဒေဝီကလက်ရဖမ်းဆီးလိမ့်မယ်။ဒါပေမဲ့တီရာဒေဝီရဲ့လက်တွင်းကရွှေသမင်ကလွတ်သွားရမယ်။ဒီအခါမှာတီရာဒေဝီကယာမကိုအကူအညီတောင်းရလိမ့်မယ်။ရွှေသမင်ကိုဖမ်းဆီးဖို့ပူဇာရင်ယာမမင်းသားလည်းလက်နက်ဆွဲကန်ပြီးရွှေသမင်ကိုလိုက်ရတော့မယ်။ရွှေသမင်ကယာမကိုမော်ယုံဟင်ဝင်ရဲ့ပုံမနတ်ဆိုင်နဲ့အတွင်းဘက်ရအောင်ဖျားယောင်းသွေးဆောင်သွားလိမ့်မယ်။ရွှေသမင်ရဲ့လှုပ်ရှားမှုတွေအတွက်နှမတော်ဂန်ဘီကိုယ်တိုင်သမင်နဲ့မလန်းမကမ်းမှာခိုအောင်ရင်နှမတော်ရဲ့လျှို့ဝှက်တဲ့မိဂါတင်နေငါပြူဟာနဲ့အစင်တစိုက်အမိန်ပေးနေမယ်ဒီတော့ဘာဖြစ်လဲကံမီနင့်အစီအစဉ်ကရှုပ်ထွေးလာတယ်ဦးကြီးတော်မာရိဇာကစိတ်မရှိတမ်းဖြင့်ဝင်မေးလေသည်နားထောင်မအောင်ဦးကြီးတော်ရွှေသမင်ရဲ့ဖျားယောင်းမှုကြောင့်မော်ယုံဟေဝန်တောနတ်ထဲကိုယာမရောက်ရှိလာချိန်မှာတီရာဒေဝီရဲ့အနားမှာတော့လက္ခဏာမင်းသားနဲ့စစ်တီများစောင့်ကြပ်နေလိမ့်မယ်လက္ခဏာမင်းသားတဦးတည်းရှိရင်လည်းရှိမယ်ဒင်းတို့ကိုတီရာဒေဝီအနားအဖယ်ရှားသွားအောင်လုပ်ရလိမ့်မယ်ငါနားလဲပြီတရိကံပြီဒီအခါမှာငါကသူတို့ဝင်ရောက်တိုက်ခိုက်ရမှာပေါ့ဒီလိုမဟုတ်သေးဘူးကိုတော့သီတာဒေဝီအနီးမှာဘယ်သူမှမရှိရအောင်ဦးကြီးတော်မာရိစာတာဝန်ယူရလိမ့်မယ်ဒီအထီးအကိုတော်ရဲ့အခန်းကဏ္ဍမပါဝင်သေးဘူးအေးငါဘယ်လိုတာဝန်ယူရမှာလဲမြန်ပြောစမ်းခံပြီယာမရောက်လာမဲ့မော်ယုံဟေဝန်တောနက်ကနေပြီးတော့ဦးကြီးတော်မာရိစာစောင့်နေရလိမ့်မယ်ပြီးတော့ဆင်ရိုင်းကြီးတွေချင်းသေးတွေအော်ဟစ်တန်တစ်ပင်ကြီးတွေကြိုးကြတဲ့နဲ့အလားတူအောင်ဦးကြီးတော်ကမိမိရဲ့ပရိပက္ခတင်နေငါပြူပါကိုအတုံးချရလိမ့်မယ်ဒီအခါမှာတမင်ဖမ်းသွားတဲ့ယာမတော့တောနတ်အတွင်းတားရဲချင်းတီကြီးများနဲ့တွေ့ပြီးဒုက္ခရောက်ပြီးအထင်နဲ့တီရာဒေဝီကိုစောင့်ကြက်သူများအားလုံးတောနတ်အတွင်းဝင်ကြလိမ့်မယ်တီရာဒေဝီတဦးတည်းကြံရင်ခဲ့လိမ့်မယ်ဟုတ်ပြီတရိကံပြီငါနားလိုက်ပြီဒီအခါမှာငါတီရာဒေဝီကိုစောင့်ကျင်းပြီးနင်တို့နောက်လိုက်ခဲ့ရမယ်ပေါ့ဟင်းတီရာဒေဝီကိုဆောင်ကျင်းပြီးအကိုတော်ကလင်္ကာဒီပကိုပြန်သွားရမယ်
နမတော်ကယာမနဲ့လက္ခဏာနဲ့သူတို့ရဲ့စစ်သားတွေအားလုံးကိုအရှင်လက်လက်ဖမ်းပြီးလင်္ကာဒီပကိုလိုက်ခဲ့မယ်လင်္ကာဒီပကိုအားလုံးပြည့်စုံကြတော့မှယာမမင်းသားကိုအကိုတော်ဘရင်မင်းမြတ်ကိုယ်တိုင်ဒါမှမဟုတ်နမတော်ကိုယ်တိုင်ဒါမှမဟုတ်ဦးကြီးတော်မာရဲဇကိုယ်တိုင်သားတော်များရဲ့သွေးတွေလိမ့်ကြံခဲ့တဲ့နန်းဆောင်အတွင်းမှာလှလှပပကလစားချီမယ်သားတော်များရဲ့သွေးကွက်များကိုယာမရဲ့သွေးနဲ့တိုက်ချုပ်ဆေးကြောပစ်မယ်ယာမရဲ့ခန္ဓာကိုယ်ကိုနမတော်ရဲ့ကဏ္ဍမှာလာတာရဲတွင်မှာချင်းသေးစာကျွေးပစ်မယ်ဂမ်ဘီဤလေတံကြောင့်ကျွန်ုပ်မှာကြက်သီးမွေးညင်းထသွားပြီးကျင်းတဲ့ဝမ်းမြောက်မှုများခံစားလာရသည်ဘယ်နဲ့လဲအကူတော့ဘယ်နဲ့လဲဦးကြီးတော့ဒီအစီအစဉ်မှာဦးကြီးတော်ရဲ့တင်ငင်္ဂဗျူဟာကိုအသုံးချခြင်းနဲ့ပါဝင်ပါတယ်နမတော်ရဲ့မိဂပညာရဲ့လည်းပါဝင်တယ်တီရာဒေဝီအတွက်အသုံးချဖို့မွေးမြူတင် जा ပေးခဲ့တဲ့ရွှေသမင်လည်းပါဝင်တယ်ပြီးတော့ဂမ်ဘီသည်ရဲရဲနေသောမျိုးလုံးများဖြင့်ကျွန်ုပ်ကိုလှမ်းကြည့်လိုက်သည်ပြီးတော့အကိုတော်ဘရင်မင်းမြတ်အတွက်တီရာဒေဝီကိုသိမ့်ပတ်ခြင်းဆိုတဲ့အကျိုးကျေးဇူးလည်းပါဝင်တယ်အားလုံးရဲ့လက်စားချီလိုမှုတို့ကိုတင်းတင်းမြတ်တအောင်ပေါင်းဆက်ထားတဲ့တင်ငင်္ဂဗျူဟာလေချင်းသေးဤဦးရီတော်သည်ဝမ်းကောင်းတန်ကြီးဖြင့်ဝမ်းသာအားရအော်ဟစ်လိုက်ပြီးဂမ်ဘီ၏လက်များကိုစုပ်ကိုင်လိုက်လေသည်လင်္ကာဒီပရဲ့စစ်ပွဲများမှာကပီးထိုးမဲ့တင်တင်ကဗျူဟာပဲဟဲ့ကဲတူတော်ဘရင်ယာဝနလူမတော်ဂမ်ဘီသွားကြစို့ဟဲ့တို့များလက်စားချီဖို့သွားကြစို့ဦးရီတော်မာရိဇာ၏အစွမ်းကြောင့်ညင်းတကောင်၌လင်္ကာဒီပမှထွက်လာခဲ့သောကျွန်ုပ်တို့သည်မော်ယုံဟေဝင်တို့နနက်အာယုံတက်ချိန်တွင်ရောက်ခဲ့ကြသည်ရေတကုံများရှိုးမြောင်ကြောက်ကမ်းမများနှင့်တစ်ပင်ကြီးများထူထပ်လာသည့်မော်ယုံဟေဝင်သည်နတ်ဆိုင်သောအိန္ဒြေဖြင့်ကျွန်ုပ်တို့၏လက်စားချေမှုစစ်ပွဲကိုဆောင်စားနေလေသည်ည၏အမောင်တို့လွင်ပါးစားပြုချိန်နနက်ခင်း၏အလင်းရောင်တို့လွင်လူးချိန်၌ကျွန်ုပ်သည်အိမ်နုမြေချင်းနေရာမော်ယုံဟေဝင်တောင်စွန်းသို့ခြေချမိကြသည်ဦးရီတော်မာရိဇာသည်သူ၏ထူးခြားသောပညာရံများကိုအသုံးချရင်းရန်သူတို့ကိုမျက်ခြေမပြတ်ထောက်လှမ်းနေသည်တောရဲ့လေပီထဲမှာငါလူသုံးဦးရဲ့အနံ့ကိုရတယ်လူတွေအများကြီးမဟုတ်ယာမလက္ခဏာနဲ့တီတာတီဘူးပဲရှိလိမ့်မယ်ထင်တယ်အခြားစစ်တီများမရှိဘူးနင်းငါအပေါ်တက်ကြည့်လိုက်ဦးရီတော်သည်ရှင့်တကောင်ကဲ့သို့ကျုံးမင်းကြီးတပင်ထိပ်ဖျားသို့တက်သွားသည်ခဏကြာတွင်ပြန်ဆင်းလာသည်သူ့လက်တွင်သွေးများပင်နေလေသည်တပင်ကွာကြားမှာစပတ်ကြီးမွေတကောင်တွေးလို့တက်ပစ်ခဲ့ရတယ်ဟဲ့တို့များသူတို့ရဲ့မလန်းမကန်းကိုရောက်နေကြပြီဟိုထင်းရှိုးဝေရဲ့တစ်ဖက်မှာရေတကွန်တစ်ခုရှိတယ်ရေတကွန်အနီးမှာကြောက်ကူတစ်လုံးကြောက်ကူရှိမှာအရှင်တေသမီးဖို့တစ်ခုကြောက်ကူထဲမှာဘင်းတို့ရှိနေရမယ်လက်စားချေတက်ဖေးရမည်ရန်သူများအနီးချင်းကပ်ရပြီဖြစ်သောကြောင့်ကျွန်ုပ်၏ကိုယ်ရင်း၌စစ်သွေးတို့ဆူဝေနေသည်ထိုရန်သူများနှင့်အတူချစ်သူတီရာဒေဝီသည်လည်းအတူပါရှိနေပါလားဟုသောအသည့်ဖြင့်လည်းကျွန်ုပ်၏ရေအောင်သည်လှုပ်ခါလျက်ရှိနေတော့သည်ထင်းရှူတော်ကိုအဆက်သို့ကျွန်ုပ်တို့ရောက်နေကြပြီရေတကုံမှတော်ရေကြတန်ဆူညံနေသည်ရေတကုံအနီးမှကြောက်ကူကြီးတစ်ခုကိုလည်းမိုးတောက်အလင်းတွင်မှန်းညို့စွာတွေ့နေရပြီကြောက်ကူဝါသို့ဖြောတော်သောနေအောင်ကြည်တန်းတစ်ခုကြားရောက်လာသည်ဂူကနေရာအနှဲငယ်ကိုလင်းထိန်သွားသည်နေအောင်ကြည်တန်းကြောင့်မဟုတ်တီရာဒေဝီပေါ်ထွက်လာသောကြောင့်ဖြစ်သည်တီရာဒေဝီသည်နတ်မောင်သောသပင်တစ်ထွေးကြီးကိုပြေချထားသည်နဖူးဆန်စတွင်သပင်အနက်ခွေများဖြာကျနေသည်သူသည်ရေတကုံရှိရာသို့ကြော်ရှင်းစွာလျှောက်သွားပြီးရေပြင်တွင်မျောနေသည့်ပန်းမွင့်များကိုဆယ်ယူနေလေသည်ပန်းမွင့်များကိုလက်ခုပ်တွင်းသို့ထည့်၍မွှေးကျူနေသည်ထို့နောက်ရေထဲသို့လက်ကိုနှိပ်လိုက်ပြီးပြေပြသောလေတိုင်ကိုမော့ကာမျက်နှာစီသို့ရေစံများဖြင့်ပြင်းညင်းစွာတောက်နေလေသည်နဖူးပါးပြင်ထက်တွင်ကနွဲကလေးတီးနေသောရေစက်များသည်နေရောင်တွင်ရွှေမှုန်ကလေးများဖြစ်နေသည်ကျွန်ုပ်သည်လက်စားချေတက်ပြက်ပွဲကိုမေးလျော့ပြီးချစ်သူ၏အလှ၌နင်မွန်းသွားသည်သူ့အနီးတွင်ကျဲပြန့်လျက်ရှိသောပန်းမွင့်အကြွေများမှာကျွန်ုပ်၏နှလုံးသေးဖို့မှအစအနများဖြစ်သည်ဟုတွေးထင်မိလေသည်အလှ၌နင်မျောနေသောကျွန်ုပ်၏ဘေးမှလှုပ်ရှားသံတစ်ခုပေါ်ထွက်လာသောကြောင့်သတိများပြန်လည်ဝင်ရောက်လာသည်တရိခံပြီးရွှေသမင်းသည်မြက်ခင်းပေါ်မှဖြတ်၍တီရာဒေဝီရှိရာရေတကုံ၏ဒီမာဘတ်ရေအိုင်ဆက်သို့လှပစွာခုန်ပေါက်ပြေးဝင်သွားလေသည်တရိကံမီသည်တမင်ငယ်၏မျက်လုံးများရှိရာသို့စူးစိုက်ကြည့်ရင်နှုတ်မှတီးတိုးစာရေရွတ်နေသည်အမိန်ပေးသံလိုထင်ရသည်တမင်ငယ်သည်ရေအိုင်ဆက်တွင်ရက်တန့်ပြီးရေငုံတောက်လိုက်သည်နှုတ်သီးကိုရေထဲသို့ထိုးနှိပ်၍ပြန်ဖော်လိုက်ပြီးဦးခေါင်းကိုခါရမ်းလိုက်ရာရေစံများသည်တီရာဒေဝီဘက်သို့ဆင်ကျသွားလေသည်တီရာဒေဝီသည်ထိတ်လန့်သွားပြီးလှည့်ကြည့်လိုက်လေသည်သူ၏နှကန်းလွှာကလေးများပွင့်အားသွားကြသည်တမင်ငယ်လေးကိုရှုံးမြစွာစိုက်ကြည့်နေလေသည်
တမင်ငယ်လေးသည်ဦးကောင်းကိုကြောမော့စွာထောင်လျက်သီရာဒေဝီကိုစိုက်ကြည့်နေသည်တရိကံပီနှုတ်မှတိုးရိသောရေရွတံထွက်ပေါ်လာပြန်သည်တမင်ငယ်သည်သီရာဒေဝီကိုလစ်လျူရှုလျက်ရင်ကုန်းတောက်ပြန်သည်ရေဆိုသွားသောနှုတ်သီးများကိုရှေ့လက်ဖြင့်ပို့တက်သည်သီရာဒေဝီမျက်နှာတွင်အပြုံးရိပ်တစ်ခုပေါ်လာပြီးလက်ကိုရေထဲသို့နှိပ်၍တမင်စီသို့ရေများဖြင့်ပတ်ဖြန်းလိုက်သည်တမင်ငယ်သည်မျက်နှာနှင့်လက်ကုပ်ပေါ်၌ဆူသွားသောရေများကိုမဆိုးစလောက်ခါထုတ်လိုက်ပြီးရေတောင်မြဲဆက်တောက်နေပြန်သည်မော်ယုံဟေဝန်အတွင်းရှိရေတံခွန်အောက်တွင်သီရာဒေဝီနှင့်တမင်ငယ်တို့၏လှုပ်ရှားမှုများကိုကြည့်နေရသည်မှာထူးဆန်းအံ့ဩဖွယ်သောပကြီးပုံတစ်ခုလာပင်မိမိအားလစ်လျူရှုနေသည့်ရွှေသမင်ကိုသီရာသည်ဖမ်းဆီးရန်ရေအိုင်ဆက်မှလျှောက်လာသည်တမင်ငယ်လမ်းပြေးမိကိုစိုးရင်တကြီးဖြင့်ဖေးညင်းစွာလာဟန်မှာတုလွတ်ကင်းသောအလှအပတစ်ခုဖြစ်လေတော့သည်တမင်ငယ်သည်ရေတောက်နေရမှခေါင်းမောလိုက်ပြီးနေရွယ်များကိုစွန့်ကားလျက်နတ်မောင်သောမျက်လုံးများဖြင့်သီရာဒေဝီကိုစိုက်ကြည့်လိုက်သည်သီရာဒေဝီ၏လှုပ်ရှားဟန်မှလည်းရက်တန့်သွားသည်ပဂရိငြိမ်သက်သွားသည့်ထိုအရာနှစ်ခုကိုကြည့်ရင်ကျွန်ုပ်သည်ရွှေသမင်ငယ်၏မျက်လုံးနှင့်သီရာဒေဝီ၏မျက်လုံးအစုံတို့ကိုနှိုင်းယှဉ်ကြည့်လိုက်မိလေပြီသည်သီရာဒေဝီ၏မျက်လုံးများကအနိုင်ရသွားလေသည်တရိကံမီကတိုးတိတ်ညင်သားစွာဆက်လက်ရေရွတ်သည်တမင်ငယ်သည်ရေအိုင်ဆက်မှခွာပြီးမျက်ခင်းပေါ်သို့လျှောက်လာ၍ရှေ့ရှည်နှစ်ဖက်ကိုဒုထောက်ဝှစ်ချလိုက်သည်ထို့နောက်ဦးကောင်းကိုမော့၍လေထဲတွင်အနံ့ခံနေလေသည်သီရာဒေဝီသည်ရေအိုင်ဆက်သို့ဆွန့်ခွာလာပြီးမျက်ခင်းပေါ်သို့လျှောက်လာလေသည်မနီးမဝေးတွင်ရက်လိုက်ပြီးတွယ်ပြောင်းသောလက်ကိုရှေ့သို့ဆန်တန်း၍တမင်ငယ်အားကမ်းလင့်နေသည်ရွံ့ပြသောအပြုံးများသူမ၏မျက်နှာတွင်အပြည့်အဝပွင့်ဖူးနေလေသည်လက်ကိုလှမ်းရင်းသီရာဒေဝီသည်ရှေ့သို့တရွေ့၍ချင်းကပ်လာသောအခါတမင်ငယ်သည်မတ်တက်ရက်လျက်ခင်းညင်းစွာနောက်သို့ဆုတ်သွားသည်သီရာဒေဝီရက်တန့်လိုက်သောအခါတမင်ငယ်လည်းရက်တန့်လိုက်လေသည်သီရာသည်လက်နှစ်ဖက်ကိုဝေရမ်းလျက်တမင်ငယ်ကိုဖမ်းယူလိုက်သည်သို့သောတမင်ငယ်သည်လှပစွာခုံပေါက်တင်းချောင်လျက်မလန်းမကန်းတွင်ရှောင်ထွက်သွားပြီးလေကိုမော့၍ကြည့်နေပြန်သည်တရိကံပီအတန်မှာတိုးတိတ်စွာထွက်ပေါ်လျက်သီရာဒေဝီသည်ပို၍ကြီးသောတရိဟန်ဖြင့်တမင်ငယ်ရှိရာသို့တိုးသွားပြန်သည်ဤခါတွင်မူတမင်ငယ်သည်နောက်ဆုံးမသွားတော့ဘဲတရွေ့၍ချင်းကပ်လာသည့်ဤရာကိုသာရှုံးလဲစွာစိုက်ကြည့်နေသည်သီရာသည်အနီးဆုံးနေရာသို့ချင်းကပ်သွားမိပြီသူ၏လက်ကိုတမင်ငယ်၏ဦးခေါင်းထက်သို့တင်လိုက်ပြီးတမင်ငယ်လည်းယုံထွက်၍မသွားသီရာဒေဝီကတမင်လေး၏ဦးခေါင်းကိုလက်ဖြင့်ဖြင်းညင်းစွာပုတ်တက်ရင်းနှုတ်မှတဖွားဖွားရေရွတ်နေသည်ချစ်သူ၏မျက်နှာမှာမော်ယုံဟေဝန်နနက်ခင်း၏ဘယင်မသာဖြစ်ပေတော့သည်လင်္ကာဒီပဘယင်အဖြစ်၏ရာဇပန်ကိုခိတ္တဖယ်ရှား၍ဆိုရကမူဤအခိုက်တွင်ကျွန်ုပ်သည်တမင်ငယ်လေးကိုမနာလိုမရှုစိတ်ဖြစ်မိသည်သီရာဒေဝီသည်တမင်ငယ်၏ဦးခေါင်းကိုယူရစွာပုတ်တက်ပေးရင်ကြံလက်တစ်ဖက်ဖြင့်တမင်၏ကြောပြင်ပေါ်သို့တိုင်းဖက်လိုက်သည်ထိုအခါတမင်သည်ခုံပေါက်ထွက်ပြေးသွားလေတော့သည်တုံလှုပ်သွားသောသီရာကိုစွန့်ခွာလျက်တမင်သည်ရေတကုံမှစီးဆင်းလာသောရေအလျင်၏အောက်ဖက်တနေရာသို့ပြေးလွှားရင်းနရွက်များကိုလှုပ်ရမ်းနေလေသည်သီရာဒေဝီလည်းကြောက်ကိုအတွင်းသို့ဝင်သွားလေသည်သီရာဒေဝီပျောက်ကွယ်သွားသောအခါရေတကုံတစ်ဝိုက်ဒေသ၏မြင်ကွင်းသည်ခြောက်တွေ့သွားလေသည်ဘလို့လဲကံပြီနင့်တမင်စကားမပြောနဲ့အကိုသူရမကိုသွားခေါ်လိုက်ဟောသူတို့ပြန်ထွက်လာကြပြီသီရာဒေဝီသည်ယာမ၏လက်မောင်းကိုတွဲခေါ်လျက်ဂူထဲမှပြန်ထွက်လာသည်ယာမသည်ကျွန်ုပ်မမေ့နိုင်သောဝိယုံစင်းကိုဆင်မြန်းထားသည်တကားနနက်ခင်းလင်ရင်းဝဲသူတို့စီမှအတန်တက်တက်ကြားရသည်ဘယ်မှာလဲနှမတော်သီရာဟိုမလေးမောင်တော့သူဘဲမှထွက်မပြေဘူးတမင်ငယ်လေးသည်ရေတံခွန်အောက်ကမူလနေရာတွင်ရက်မြဲဖြစ်နေသည်တရိကံမီသည်စူးရှသောမျက်လုံးများဖြင့်သူ့သမီးမျက်လုံးများကိုစူးစိုက်ကြည့်ရင်နှုတ်မှအဆက်မပြတ်ရေရွတ်နေသည်ယာမသည်ဦးခေါင်းကိုဖြင်းညင်းစွာခါရမ်းလိုက်သည်သူ့စီမှအတန်တွင်ဝဲလာသည်ဒီအချိန်မှာတမင်နဲ့အုပ်လိုက်ရေတောက်ဆင်းရမယ်သို့တော့လူနဲ့ဒီလောက်နီးတဲ့နေရာကိုမလာသင့်ဘူးပြီးတော့တမင်ငယ်ကငေရွယ်လှပလုံးနေတောရဲ့တဘာဝအသွေးအမွေးမျိုးလည်းမဟုတ်ဘူးအင်မတန်ကျွမ်းကျင်သူတို့ကလက်သက်မွေးမြူထားတဲ့အသွေးမွေးပြီးတော့ငယ်ရွယ်လှပလုံးတဲ့ဒီနေရာကိုတကောင်နဲ့လည်းမလာသင့်ဘူးဒါဟာဖမ်းပေးပါမောင်တော့သီရာရဲ့မောင်တော်ပြောတာနားထောင်ပါဦးဆိုခဲ့တဲ့ဖြစ်ရပ်တွေကိုထောက်ချခြင်းအပြင်တမင်ငယ်ရဲ့နောက်မှာအန္တရာယ်တွေကပ်ပါနေလိမ့်မယ်လို့မောင်ဖျားထင်တယ်
ဒီသမင်ရောက်ရှိလာခြင်းဟာတောရဲ့တဘာဝနဲ့ဆန့်ကျင်နေတယ်သမင်ငယ်သည်ရေစက်တစ်လျှောက်၌ပျော်ရွှင်စွာခုန်ပေါက်မြူးထူးနေပြီသည်မြက်ခင်းပေါ်၌ဝစ်လိုက်နှုတ်သီးကိုမြက်ခင်း၌ပုတ်တက်လိုက်ဖြင့်အလွန်ချစ်ခင်ပွေသောလှုပ်ရှားမှုကိုပြုနေသည်တီတာရဲ့ဆန္ဒကိုမောင်တော်မလဲရောတော့ပေါ်ရင်နားထောင်ပါဦးကြည့်ရဲ့တီတာဒေဝီသည်ယာမအားဖတ်တွယ်ထားသောလက်များကိုဖယ်ရှားပြီးနှကမ်းများပေါ်သို့လက်ချောင်းများဖြင့်အုပ်မိုးလိုက်လေသည်သူ၏လုံဝင်သောပခုံးလေးများတသိမ့်သိမ့်လှုပ်လာသည်တီတာဒီရွှေသမင်လေးကိုမပိုင်ဆိုင်ရရင်ဟောဒီမော်ယွန်တောအုပ်ထဲမှာတယောက်တည်းနေခဲ့တော့မယ်နနက်တိုင်းရေတောက်ဆင်းလာမဲ့သမင်လေးကိုဆောင်စားရင်သူရောက်လာတဲ့အခါမှာသူနဲ့ဆော့ကစားရင်းနဲ့ပဲတီတာရဲ့နေ့တွေကိုအချိန်ကုန်စေတော့မယ်မောင်တော်တို့သာခီးထွက်ကြပါတော့ရှေလျားနှက်မောင်သောစပင်တို့ကိုစုပ်နေရင်ငိုကြွေးနေသည့်ချစ်သူအားမြင်နေရသည့်အတွက်ကျွန်ုပ်ရင်ထဲမှာလည်းလှိုက်လှဲလာသည်ရွှေသမင်ကိုကျွန်ုပ်ဖမ်းဆီး၍သာပေးလိုက်ခြင်းတော့သည်အကိုတော့ဘာဖြစ်လို့လှုပ်ရှားလိုက်ရတာလဲငင်းနေပါဂမ်ဘီကကျွန်ုပ်နားသို့ကပ်၍တတိပေးလေသည်မောင်တော်ပြောတာကိုနားထောင်မှတီတာရဲ့အခုနားမထောင်မရစီနဲ့တော့မောင်တော်တီတာကိုထားခဲ့ပါတော့ပို၍တဲထန်စွာငိုကြွေးနေသောတီတာဒေဝီကိုငေးဆိုင်ကြည့်လျက်ယာမသည်ဦးကောင်းကိုခါရဲလိုက်ပြန်သည်ထို့နောက်သူသည်ဂူအတွင်းသို့လှည့်၍တစုံတစ်ခုပြောလိုက်လေသည်ဂူအတွင်းမှလက္ခဏာထွက်လာသည်လက္ခဏာ၏လက်ထဲမှလေးနှင့်များကိုယာမသည်လှမ်းယူလိုက်လေသည်ဤလေးကကျွန်ုပ်ဘယ်တော့မှမေ့မရနိုင်သောလေးဖြစ်သည်ရွှေအောင်လက်ကင်ရွှေနှမ်းများဖြင့်သုံးခတ်ထားသည်လေးညှို့အထဆန္ဒလေးယာမသည်ကိုတွင်များကိုတက်လျက်ငင်လိုက်ပြီးတမင်ငယ်ရှိရာသို့ချိန်ရွယ်လိုက်သည်ဂမ်ဘီကိုယ်တိုင်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကျွန်ုပ်ကအစီအစဉ်များပြက်ပြီးဟုမှတ်ထင်လိုက်တော့သည်သို့သောကျွန်ုပ်၏အချစ်သည်ကျွန်ုပ်၏အစီအစဉ်၌အစဉ်ပြေစွာပါဝင်လာလိမ့်ပေသည်တီတာသည်လေးညှို့ငင်နေသည့်ယာမ၏လက်ကိုဖယ်လိုက်သည်ချစ်စရာရွှေသမင်ကိုတက်ပြီးတီတာရဲ့ရင်ကိုကြေကွဲအောင်လုံးမလို့လားမောင်တော်ဒီလေးညှို့ကိုပြန်လဲလျှော့ချဒီများကိုပြန်သိမ်းပြီးရွှေသမင်ကိုအရှင်ဖမ်းပေးပါအယုဒ္ဓယနန်းတော်ကပန်းဥယျာဉ်မှာရွှေလောင်အိမ်လေးတစ်ခုတည်ဆောက်ပြီးသူ့ကလေးကိုတီတာမွေးမြူထားခြင်းနဲ့ယာမသည်ညှို့ကိုပြန်ချလိုက်ပြီးမြားကိုလည်းကြည်တော့အတွင်းသို့ပြန်ထည့်ကာကြောပြင်တွင်တိုင်း၍လွှဲလိုက်လေသည်တီတာဒေဝီသည်ကြည်လင်သောမျက်နှာနှင့်နောက်သို့ဆုပ်လိုက်လေသည်တစ်ချိန်လုံးလှပကြော်ချင်းစွာခုံပေါက်မြူးထူးနေခဲ့သောသမင်ငယ်သည်ဦးကောင်းကိုစောင်းခဲ့လျက်တက်ကြွဖြက်လက်စွာခြေစုံရက်လိုက်လေသည်တီတာဒေဝီကယာမ၏လက်ထဲသို့တစုံတစ်ခုလှမ်း၍ထည့်ပေးနေသည်မောင်တော်ဟောတာဒီတဝိုက်ကအနူးညံ့ဆုံးအလက်အဆက်ဆုံးမြက်တွေပဲရွှေသမင်လေးဟာဒီမြက်တွေကိုမမုန်းလို့ဒီနေရာကိုလာရှာတာသူနှစ်ကြိုက်တဲ့အစားအစာကိုပြပြီးဖျားယောင်းသွေးဆောင်လိုက်ရင်သူမောင်တော့ကိုအနာကက်ခံမှာဖျားယောင်းသွေးဆောင်လိုက်ရင်နဲ့တကယ်တော့မင်းရဲ့ရွှေသမင်ကလာဖျားယောင်းသွေးဆောင်နေတာပါတီတာရဲ့ကျွန်ုပ်စိတ်ထဲမှာရေရွံ့နေမိသည်ယာမသည်မျက်ပင်များကိုလက်တွင်ဆုပ်ကိုင်းလိုက်ပြီးရွှေသမင်ရှိရာသို့တရွေ့ရွေ့တိုးကပ်သွားလေသည်ရွှေသမင်သည်စိုးဆင်းမြသောလှုပ်ရှားမှုကိုမှမပြုလုပ်ဘဲတတိကြီးစွာရရင်ယာမကိုဆောင်ဆိုင်နေသည်အနည်းသို့ရောက်သောအခါယာမသည်ကြံလက်တစ်ဖက်ဖြင့်ရွှေသမင်၏ဥကြိုကိုလှမ်းကင်လိုက်သည်ရွှေသမင်ကဥကောင်းကိုလှပစွာရိမ့်ငဲ၍ရှောင်တိန်လိုက်လေသည်ယာမကဘေးဘက်မှလှည့်၍ဖမ်းလိုက်သောအခါရွှေသမင်သည်ခေါင်းကိုနောက်သို့ညှို့၍ဆုပ်လိုက်လေသည်ဂမ်ဘီအတတ်ပညာသည်လှပပြောင်မြောက်စွာအသက်ဝင်နေပေသည်တကားတီတာဒေဝီထံမှအားပေးတံလေးများလွင်ဝဲ၍လာသည်လက္ခဏာကမူကြောက်ကူအနည်းရှိကြောက်တုံးကြီးပေါ်တွင်ထိုင်ရင်းအကဲခတ်နေလေသည်တိမ်းရှောင်နေသည့်ရွှေသမင်ကိုကြည့်ရင်လက္ခဏာသည်ကြောက်တုံးပေါ်မှခုန်ချလိုက်ပြီးခြေများကိုချဲ့၍ကားနေသည်သူ့ဘက်သို့ရွှေသမင်ထွက်ပြေးလာရင်ဖမ်းဆီးပိတ်ဆို့ရန်ဖြစ်ပေမည်သို့သောအစီအစဉ်အရရွှေသမင်သည်လက္ခဏာရက်နေသည့်ဘက်သို့ထွက်ပြေးမည်မဟုတ်ချေကျွန်ုပ်ပြုံးလိုက်မိပေသည်ယာမသည်သမင်ကိုဆက်ဝိုင်းတံလှည့်ပတ်၍ဥကြိုကိုဖမ်းကန်ရန်အလစ်ကိုစောင့်နေလေသည်သို့သောရွှေသမင်လေးသည်ယာမကိုမိမိ၏အနောက်ဘက်မျက်ွယ်သို့ရောက်မခံရအလဲမှာရရင်မျက်နှာချင်းဆိုင်ကြနေအောင်ယာမနှင့်အတူလိုက်ပါလှည့်ပတ်နေလေသည်ယာမလက်ရရည်မှလက်ဝဲရည်သို့ပြောင်းလဲလှည့်ပတ်လိုက်သောအခါတွင်ရွှေသမင်သည်ထို့အတူလိုက်ပါလှည့်ပတ်နေသည်ထို့နောက်ရုတ်တရက်ခုန်၍ယာမအားကြော်လွန်ပြီးမလန်းမကန်းတနေရာသို့ရောက်ရှိသွားပြန်သည်ဤတစ်ချိန်တွင်မူရွှေသမင်သည်ယာမကိုအတွင်းဘက်၌ထား၍ပြန်လဲလှည့်ပတ်နေသည်ယာမကမူမျက်ပင်များကိုမြှောက်ချပြရင်းသမင်ငယ်၏ဥကြိုနှင့်အနီးဆုံးနေရာသို့ရောက်အောင်အားထုတ်နေလေသည်
ကျန်းကျုပ်သောရွှေသမင်ခပ်ပွဲများကိုကြည်နေရစဉ်ကမိတို့မြထိတ်လန့်တုန်လှုပ်ခြင်းမရှိခဲ့သည့်ကျွန်ုပ်သည်ထိုနူးညံ့သိမ်မွေသောသမင်ဖမ်းပွဲကိုကြည့်ရင်ရင်ဝယ်တထိတ်ထိတ်လှုပ်ခါနေသည်တခါတရံတွင်သူ၏ဝိယုံစိမ့်ကိုဖြန့်ကန်လျက်ရွှေသမင်ငယ်ပေါ်သို့အုပ်မိုးချလိုက်သည်သို့သောသူ၏နောက်ဖက်မှနေ၍ရွှေသမင်သည်တိုးခွေလွတ်မြောက်လာသည်ကြီးဖြစ်သည်တရံတခါတွင်မူယာမသည်ဒေါသထွက်ဟန်ဖြင့်လက်မလေးကိုကင်မြောက်လျက်ရိုက်ပုတ်လေသည်ထိုအခါများတွင်သမင်ငယ်သည်လေးကိုင်းပေါ်မှကြော်လွှား၍ခုန်ပေါက်လျက်ကျွမ်းကျင်စွာတိမ်းရှောင်တတ်သည်ယာမကအဆက်မပြတ်ရိုက်ပုတ်တော်လဲထိုနေရာများ၌သာရွှေသမင်လည်းမရှိတော့သည်ကြီးဖြစ်သည်ဤသို့ရှောင်တိန်ခုံပေါက်ရင်းနှင့်တမင်ငယ်သည်တဖြည်းဖြည်းမြောက်ဖက်တောအုပ်စီသို့ရောက်သွားလေသည်ယာမလည်းတမင်ငယ်နောက်မှလိုက်ပါသွားလေသည်နောက်ဆုံးတွင်ရွှေသမင်နှင့်ယာမမင်းသားတို့သည်ကျွန်ုပ်၏မြင်ကွင်းမှပျောက်ကွယ်လျက်မြောက်ဖက်တောအုပ်အတွင်းသို့နစ်မြုပ်ဝင်ရောက်သွားလေတော့သည်။ကဲအကိုတော်နမတော်တော့တောအုပ်ခြုံွယ်တွေထဲကပေါ်အောင်လိုက်လာရင်ရွှေသမင်ကိုအမိန့်ပေးရမယ်။နမတော်နဲ့ကင်းကွာသွားလို့ရှင်ဒီရွှေသမင်ကိုယာမအလွယ်တကူပြစ်ခွင်းတက်ဖြတ်သွားနိုင်မှာဖြစ်တယ်။အခုမြောက်ဖက်တောနက်ထဲကိုဖျားယောင်းခေါ်သွားတော့မယ်။အကိုတော်နေခဲ့ပြီးတော့မြောက်ဖက်စီကအော်တန်တွေကြားရလို့လက္ခဏာထွက်ခွာသွားတော့မှအကိုတော်တိရာတူရှိသွားပါနော်။ပျော်ရွှင်စရာကောင်းတဲ့လက်စားချေရေးအစီအစဉ်ကိုတိတိကျကျလိုက်နာပါကဲနမတော်သွားမယ်သီရာဒေဝီနဲ့အတူရှိနေမဲ့ဒသဂီရီဘရင်မင်းမြတ်ကိုလင်္ကာဒီပနန်းတော်မှာပြန်လဲတွေ့ဆုံမယ်နော်ဂမ်မီသည်ပြုံးရဲ့နှုတ်ဆက်ပြီးနောက်တောဆက်ခြုံပုတ်များကြားသို့ဝင်ရောက်ပြောက်ွယ်သွားလေတော့သည်ဂမ်ဘီအစီအစဉ်ရယခုအချိန်ဆိုရင်ဦးကြီးတော်မာရွေးစာလည်းမြောက်ဖက်တောအုပ်ထဲတွင်အသင့်ဆောင်နေပြီဖြစ်သည်ထိုအရက်ဒေသမှထွက်ပေါ်လာမည့်ဆင်ရိုင်းအုပ်ကြီးအော်တန်ချင်းသေးဟောက်တန်တစ်ပင်ပြိုလဲတံများကိုကျွန်ုပ်နားဆွင့်နေမိသည်ဂမ်ဘီအစီအစဉ်သည်ချောချောမောမောဖြစ်ပါမည်လောဟုကျွန်ုပ်၏စိတ်ထဲမှာတထင်းထင်းဖြစ်နေမိသည်ယာမမင်းသားတို့အားယခုကြောက်ကူစခန်းတွင်တိုက်ခိုက်ပြီးတီရာဒေဝီကိုခေါ်ဆောင်သွားနိုင်ပါလျက်အဘဲကြောင့်ထိုလျှို့ဝှက်ရှုပ်ထွေးသောအစီအစဉ်ကိုကျွန်ုပ်လက်ခံမိသည်နည်းဟုလည်းတွေးတော်မိသည်သို့သောကျွန်ုပ်၏နှမတော်တရိဂမ်ဘီသည်သူ့အကူဒတဂီရီကဲ့သို့ပြင်းထန်သောစစ်သွေးစိတ်မှန်တို့ကိုဆောင်လျက်လှပသောကလစားချေမှုကိုပြုလုပ်ရန်ဆန္ဒပြင်းပြပြီးမြူဟုလည်းကျွန်ုပ်စဉ်းစားမိလိုက်သည်သူ၏ရွှေသမင်နှင့်သူ၏မိဂသေနနီးပညာကိုလည်းမဖြစ်ဖြစ်အောင်အသုံးချခြင်းပဲလိမ့်မည်ကျွန်ုပ်သည်တောဆက်ခြုံပုတ်နောက်ွယ်တွင်ကြက်တစ်တကောင်၏ငိမ့်သက်ချင်းမျိုးဖြင့်တိုက်ပွဲ၏ဖြစ်ပေါ်လာမည့်အဆင့်များကိုစောင့်စားနေမိသည်သီရာဒေဝီသည်ရေတကွန်အနီးတွင်ရက်၍ယာမထွက်ခွာသွားရာမြောက်ဖက်အရက်စီသို့စိတ်အားထက်သန်စွာငေးမျှော်နေလေသည်လက္ခဏာကမူကြောက်ကူဝတွင်တကားမှုကိုရန်သောစစ်တီတအုပ်ကဲ့သို့စောင့်ကြက်နေသည်ကြားရောက်လာသောမည်လှည့်စားမှုကိုသူတို့မသိကြဤအခိုက်တန့်ကာလဝယ်ကျွန်ုပ်၏အတွေးလျင်ထဲတွင်တိုက်ပွဲတင်တွေကပြူပါသည်ပျောက်ကွယ်နေသည်သီရာဒေဝီအားလင်္ကာဒီပသို့ခေါ်ဆောင်သွားမည်လမ်းခီး၌မိတို့သောစကားများကိုပြောရမည်နည်းဟုစိတ်ကူးနေမိသည်ကြောက်ရွံ့ထိတ်လန့်မှုဖြင့်ကျွန်ုပ်၏အချစ်သည်မိမျောသွားလိမ့်မည်လားတုန်လှုပ်ချော့ချားစွာဖြင့်သူငိုကြွေးမည်လားမေမျောသွားသည်ဖြစ်စေငိုကြွေးနေသည်ဖြစ်စေသီရာဒေဝီသည်လင်္ကာဒီပဘယေ၏စစ်ရထားပေါ်တွင်ပါရှိလာရပြီတော့မည်ရန်သူ၏သွေးများဖြင့်သာလိမ့်ကြံခဲ့ရသောကျွန်ုပ်၏ယထာပေါ်တွင်အလှအပသည်ဖူးပွင့်ရေတော်မည်ကျွန်ုပ်၏လှုပ်ခုံသောရင်မအတန်ကိုသူတို့ကြားသွားမည်ဆိုသဖြင့်ရင်ကိုလက်နှင့်အုပ်လိုက်မိသည်ရွှေသမင်ကိုပွေ့ပိုက်လျက်ယာမမင်းသားပြန်လာမည်ကိုတွေးရင်သီရာဒေဝီသည်ပျော်ရွှင်နေဟန်တူသည်ထို့နောက်သူ၏လှပဝင်းဝါသောမျက်နှာတွင်အပြုံးရိပ်တို့တီးပွင့်နေခြင်းဖြစ်သည်လက္ခဏာကမူတင်းမာသောမျက်နှာချားနှင့်ကြောက်ကူဝါ၌မတုံမလှုပ်စောင့်ကြက်မြဲဖြစ်သည်သီရာဒေဝီသည်ရေတကွန်အောက်ခြေကြောက်တုံးများကြားတွင်ပွင့်နေသည့်တစ်ခွပန်းများကိုခူးဆွတ်နေပေသည်အချို့ကိုရေအလျင်ထဲသို့ချွေချမျောပါစေသည်သီရာ၏လှုပ်ရှားဟန်အလုံးစုံတွင်အလှသည်ကိန်းအောင်နေသည်ဒီတစ်ခွပန်းလေးတွေလိုမင်းကိုယ်တိုင်လည်းကျုပ်ရဲ့အချစ်ရည်ကြောမှာဝေးဝဲမျောပါစွပြန်သောကျွန်ုပ်၏အတွေးစာများအားလုံးအဆုံးမသက်လိုက်ရခြင်းမြောက်ဖက်စီမှဆင်ရိုင်းအော်တန်တစ်ခုထွက်ပေါ်လာသည်ထို့နောက်ဇင်အုပ်ကြီးစီမှဆင်ရိုင်းများအော်တန်များတခဲနှံ့မြည်ဟိန်းလာသည်တစ်ပင်ကြီးများအကျိုးကြသနှင့်တစ်ပင်များပေါ်သို့ဆင်ရိုင်းအုံများဖြတ်ကျော်နင်းပြေးသံများကိုလည်းပေါ်လာသည်ချင်းသေးဟောက်တန်ကြားဟိန်းသံများဦးရီတော်မာရိဇသည်သူ၏ပရိပခသေရင်ကပြူအားဖြင့်တစ်ပင်ကြီးများကိုတဖြောင်းဖြောင်းချိုးလဲလျက်ဆင်ရိုင်းချင်းသေးအော်တန်များကိုဖန်တီးလိုက်လေပြီသီရာဒေဝီသည်တစ်ခွပန်းများကိုစွန့်ခွာလျက်ထိတ်လန့်ချောက်ချားစွာဖြင့်ကြောက်ကူစီသို့ပြေးသွားလေသည်လက္ခဏာသည်ကြောက်ကူပေါ်သို့ခုန်တက်လျက်မြောက်ဖက်တော်အုပ်စီသို့မျောကြည့်လိုက်သည်စိုးရိမ်ပူပန်ခြင်းအတွင်ကိုသူတို့၏မျက်နှာ၌ကျွန်ုပ်ထင်ရှားစွာတွေ့မြင်နေရသည်
ထို့နောက်သီရာဒေဝီသည်သူမ၏မတ်တော်မောင်လက္ခဏာအားတစုံတစ်ခုပြောဆိုလျက်မြောက်ဥရက်စီသို့လက်ညှိုးညွှန်ပြသည်မော်ယုံဟေဝင်တစ်ခုလုံးအုံကျွတ်ကျွတ်ညံနေသောအတန်များကြောင့်သူတို့၏စကားပြောသံများကိုကျွန်ုပ်မကြားကြကလေးစားချေမှု၏ပရိရဲ့အတွင်းသို့တက်ဆင်းကြောက်ရွံ့နေသည့်သီရာဒေဝီကိုကြည့်ရင်ကျွန်ုပ်သည်ကျေနပ်ဝမ်းမြောက်နေမိသည်လက္ခဏာသည်ကြောက်ခုဓာတ်မှသီရာဒေဝီရှိသို့ခုန်ဆင်းလိုက်ပြီးဒူးထောက်လိုက်သည်သီရာဒေဝီကမြောက်ဘက်အရက်စီသို့လက်ညှိုးညွှန်ရင်းတွတ်ပြောနေသည်လက္ခဏာကဦးကောင်းကိုအတွင်တွင်သာရမ်းရင်းပြန်ပြောနေလေသည်ယာမအားတောဆင်ရန်နှင့်ချင်းသေးများအနေရမှလွတ်မြောက်အောင်ကိုညီပေးရန်မြောက်ရက်သို့လိုက်သွားခြင်းမှလွဲတခြားမဖြစ်နိုင်လက္ခဏာငင်းပယ်နေခြင်းဖြစ်သည်ဒင်းပါကြောင့်ငင်းပယ်နေရသည်အစီအစဉ်ရဒင်းမှာသူ့အကူနောက်လိုက်သွားပြီးမှကျွန်ုပ်တီရာကိုခေါ်ဆောင်သွားရမယ်ကြောက်ကူဝါတို့ကျွန်ုပ်လိုက်ကြည့်လိုက်သည်အရီယန်စစ်တီများတဦးတယောက်မှထွက်မလာကြဤမော်ယုံဟေဝင်တွင်တခြားမြည်သူမျှမရှိသူတို့နှင့်အတူစစ်တီရဲမှန်များမပါကြခေါင်းကိုခါရမ်း၍လိုက်ရန်ညှင်းပယ်နေသောလက္ခဏာကိုကြည့်ရင်ကျွန်ုပ်သည်တီးမခံနိုင်အောင်ဖြစ်လာသည်ဒတရထဘယင်ဤသားငယ်ဤမင်းသားကိုတပ်ဖြတ်၍တီရာကိုခေါ်သွားမည်ဟုစိတ်ကူးလိုက်မိသည်ခံမီ၏အစီအစဉ်တိုင်းရှိရင်ရှိသေးတော့ဤအချိန်တွင်တီရာကိုခေါ်ဆောင်ရန်မှတခြားမြည်သည့်တင်ငါပြူဟာပရိယေမှအရေးမကြီးတော့ပြီသို့သောကျွန်ုပ်၏ဒေါဆက်အပြင်သို့ခုန်ထွက်လူဆဲဆဲမှာပင်အခြေအနေပြောင်းလဲသွားလေသည်တီရာဒေဝီသည်မိတို့သောအမိတ်အာဏာကိုအသုံးပြုလေသည်မသိလက္ခဏာသည်သူ၏ဓာတ်ကိုဆွဲကန်လျက်ဒူးထောက်နေရာမှထားလိုက်သည်မြောက်ရက်သို့မျောကြည့်သည်ထို့နောက်သူသည်တီရာဒေဝီကိုမှာကြားတတိပေးဟန်ဖြင့်ရေရွတ်ပြောဆိုပြီးဂူအတွင်းသို့ဝင်ရောက်ရန်လက်ကိုညွှန်ပြလေသည်တီရာသည်ကြောက်ကူအတွင်းသို့ဝင်ရောက်သွားသည်လက္ခဏာသည်ကြောက်တုံးကြီးများကိုတည်ယူလာပြီးကြောက်ကူဝသို့ပိတ်ဆို့ထားလေသည်။အော်မကြီးတော်ဘေးအန္တရာယ်တို့လုံခြုံအောင်စီစဉ်နေသည်ကိုကျွန်ုပ်ပြုံးလိုက်မိသည်ဒတဂီရီကိုတီရာဒေဝီထံမလာနိုင်အောင်ဟိမဝင်တာတောင်တစ်ခုလုံးနှင့်စို့စည်းစေကုန်တော့စင်ရိုင်းအော်တန်ချင်းသေးဟောက်တန်များနှင့်တစ်ပင်လဲပြိုတန်များကပို၍ကျယ်လောင်လာသည်လက္ခဏာသည်ကြောက်ကူဝသို့ကြောက်တုံးများကိုဆင့်၍ပိတ်ဆို့လိုက်ပြီးမြောက်အရက်သို့တဟုန်ထိုးပြေးထွက်သွားလေသည်ကျွန်ုပ်သည်တောဆက်ခြုံပုတ်မှခုန်ထွက်လိုက်သည်ရေတကွန်စမ်းအတိုင်းကြောက်ကူဝစီသို့ချင်းကပ်သွားလိုက်သည်ဦးဤတော်မာရေဇ၏ဖန်တီးမှုကြောင့်မြောက်ရက်စီမှထွက်ပေါ်နေသောအတန်နှက်ကြီးများသည်ကျွန်ုပ်၏နှလုံးထဲပေါ်မှကောင်းကြီးပေးတံလောက်ကျေလောင်မီမဟုတ်ချေကြောက်ကူဝသို့ကျွန်ုပ်ရောက်ပြီလက္ခဏာပိတ်ဆို့ထားခဲ့သောကြောက်တုံးများကိုကျွန်ုပ်မုန်းတီးစွာဖြင့်တွန်းလဲဖြူဖျက်ချလိုက်သည်ကြောက်တုံးများသည်ကျွန်ုပ်၏လက်ဝဲငှက်တကောင်၏အတိုက်တပွဲဖြစ်သွားလေသည်ကြောက်ကူဝပွင့်သွားပြီချစ်ချင်းမြတ်တာ၏အချင်းလောင်အိမ်လဲတီရာသည်အတွင်းဘက်မှနေ၍ဂူဝသို့ပြေးလာသည်တီရာဒေဝီသူ၏နှကန်းလွှာများပွင့်အားသွားသည်လှပသောမျက်နှာတွင်ဘောငွေရောင်တန်းသွားသည်ရှုံးမြသောမျက်ဝန်းများဝိုင်းဆက်သွားသည်လင်္ကာဒီပဘရင်ဒတဂေရီပါတီရာဒေဝီကျွန်ုပ်သည်အချစ်၏ထံမှသို့တရွေ့၍ချင်းကပ်သွားလိုက်သည်ထိတ်လန့်နေသောအလှသည်နောက်သို့တရွေ့၍ဆုတ်သွားသည်မကြောက်ပါနဲ့တီရာဒေဝီကျုပ်ဒတဂေရီပါမိထီလာလေးတင်ပွဲမှာအတဝါဘရင်တရားတို့ကိုစစ်ကြင်ညာပြီးမင်းရဲ့အချစ်ကိုတောင်းခံဖို့လာခဲ့တဲ့သူပါမော်ယုံဟေဝင်ဟာကျွန်ုပ်ပိုင်နဲ့ပါမော်ယုံဟေဝင်တွေကဒီကကြောက်ကူကိုလည်းကျွန်ုပ်ပိုင်ပါတယ်ဒီကြောက်ကူတွေကမင်းကိုလည်းကျွန်ုပ်ပိုင်ဆိုင်နေပါပြီကျုံနဲ့အတူလင်္ကာဒီပကိုလိုက်ခဲ့ပါဒရာဝိတိယံမြို့နယ်စုပေါင်းများစွာရဲ့တခင်မအဖြစ်ခံယူဖို့ကျွန်ုပ်နဲ့အတူလင်္ကာဒီပနန်းတော်ကိုလိုက်ခဲ့ပါဒီအခြေအနေကိုဆက်ရောက်ဖို့ကျွန်ုပ်ရဲ့လှပတဲ့တင်နေကဗျူဟာတွေအသုံးချခဲ့ရပါတယ်အမှန်တော့တင်နေကဗျူဟာအားလုံးရဲ့ဥတီမှုဟာမင်းမဲဖြစ်ပါတယ်သီရာဒေဝီခြေတလန်းမီတလန်းတိုးသွားသည်နှင့်အမျှကျွန်ုပ်၏အချင်းများသူ၏နှလုံးသွင်းသို့ဝင်ရောက်သွားစေရန်စကားလုံးများကိုတလုံးချင်းကျွန်ုပ်ရေရွတ်သွားသည်သီရာဒေဝီသည်နောက်သို့တဖြည်းဖြည်းချင်းဆုတ်သွားသည်ကြောက်ကူနယံသို့သူကပ်မိသွားသည်ထပ်မံ၍နောက်ဆုတ်ရန်မရှိတော့ရက်တန့်သွားသောသူ့ထံသို့ဆက်လက်တိုးဝင်သွားရန်မစွမ်းသာပဲကျွန်ုပ်၏ခြေများသည်ရောက်ရှိသည့်နေရာတွင်ဆွဲမြဲစွာရပ်သွားကြလေသည်တောင်ဆယ်လုံးကိုတစ်ခုပြီးတစ်ခုခုံလွှားလျက်တောင်ကလပ်မှမွေဟောက်ကြီးများရှိရာသို့တဟုန်တို့ပြေးဝင်ခဲ့သောဒတခီတီ၏ခြေထောက်များသည်အဘဲကြောင့်ရက်တန့်နေသောအလှရှိရာသို့ဆက်လက်မရွေရှားရသည်ကျွန်ုပ်သည်မိမိကိုမိမိမနှင်းမြုပ်နိုင်ဖြစ်နေသည်
အချစ်ဤနူးညံ့သိမ်မွေးမှုဆိုသည်ကဤအရာပင်သည်နူးညံ့သိမ်မွေးမှုဆိုလျင်အချစ်မဖြစ်နိုင်အချစ်တွင်လည်းရိမ့်ရင်ပြတ်သားရမည်ခတ်ထန်ကြမ်းတမ်းရမည်ကျွန်ုပ်သည်ရှေ့သို့ဆက်တိုး၍ချစ်သူ၏လက်ကိုဖမ်းယူလိုက်သည်သီရာဒေဝီသည်ခြောက်ခြားစွာတင်းချောင်ပြီးဘေးဘက်သို့တရွေ့ရွေ့ရှားနေပြန်သည်မင်းမလိုပဲရွေ့ရှားဒီကြောက်ကူရဲ့အပြင်ကိုမရောက်နိုင်ဘူးသီရာဒေဝီမင်းရဲ့လှုပ်ရှားမှုမှန်သမျှဟာကျုပ်ရဲ့လက်အစုံတွင်းစီတာဖြစ်ရတော့မယ်လှုပ်ရှားထွက်ပြေးဖို့ခွန်အားကိုအသုံးမပြုပါနဲ့ခွန်အားဆိုတာအလှပနဲ့မသက်ဆိုင်တဲ့အရာဖြစ်ပါတယ်မင်းအနေနဲ့အလှပကိုသာစင်မြန်းထားပါသီရာဒေဝီခွန်အားကိုမဆောင်ပါနဲ့ဆောင်ရင်လည်းအချီးအနီးပဲဖြစ်ပါလိမ့်မယ်ခွန်အားနဲ့ဖုံးလက်ရုံဆိုတာကကျုပ်ပိုင်ဆိုင်တဲ့အရာဖြစ်တယ်မင်းပိုင်ဆိုင်တာကအလှဒါကြောင့်မင်းဟာကျုပ်ကိုလက်ခံသဘောတူညီခြင်းအဖြစ်ခွန်အားကိုပါပိုင်ဆိုင်ပါလိမ့်မယ်ခွန်အားရှိထားတဲ့ကျုပ်ကတော့အလှအပကိုပိုင်ဆိုင်ဖို့မင်းကိုလီပါလင်္ကာဒီပကိုခေါ်ဆောင်သွားရလိမ့်မယ်ဒါဟာခွန်အားနဲ့အလှအပတို့ရဲ့ထိုက်တန်သောဆက်ဆက်မှုပဲသီရာဒေဝီကျုပ်ပြောတာနားလည်တယ်မို့လားသီရာဒေဝီသည်ကျွန်ုပ်ကိုကြော်လွန်၍ကြောက်ကူအပြင်စီသို့ကြည့်လိုက်ပြန်သည်ကြောက်ကူ၏အပြင်မှာမော်ယုံဟေဝုံ၏မြောက်ရက်တွင်မူဒတ္တရထဘယင်၏တားနှစ်ယောက်တို့သည်ဦးကြီးတော်နှင့်နှမတော်တို့၏ပရိယေ၌ဆုံဆုံနှိမ့်မြုပ်နေကြပြီကြောက်ကူရဲ့အပြင်ဘက်ကလာသီရာဒေဝီအဲ့ဒီမှာရေတကွန်ဆန်းနဲ့မင်းမျောခဲ့တဲ့တစ်ခွပန်းလေးတွေပဲရှိမယ်မင်းမျောလင့်နေတဲ့လူများကတော့ဒူးဆန်းနဲ့တောစင်ရိုင်းကြီးတကောင်ရဲ့လက်ထဲမှာမိနေလောက်ပြီလေဒူးဆန်းနဲ့တောစင်ရိုင်းကြီးတကောင်ဟူသောကျွန်ုပ်၏အသုံးနှုန်းကိုမိမိကိုမိမိသဘောကျလာသဖြင့်ကျွန်ုပ်ရေမောမိတော့သည်ကျွန်ုပ်၏အောင်ပွဲခံရေမောတန်သည်ကြောက်ကူအတွင်ဟိန်းသွားလေတော့သည်သီရာဒေဝီမှာယခုထိကျွန်ုပ်အားစကားတစ်လုံးမှပြန်မပြောအော်ဟေ့ချင်းလည်းမရှိမော်ယုံဟေဝုံ၏ကြောက်ကူအတွင်ဤအဖြစ်တစ်နှစ်များကိုရင်ဆိုင်လိုက်ရသည့်အတွက်သူ၏ကြောက်လန့်ခြင်းသည်သူ၏အတန်ကိုဖုံးလွှမ်းသွားရှာပေလိမ့်မည်ကြောက်ရွံ့တုန်လှုပ်မှုထဲမှအလှလာပါသီရာဒေဝီကျောင်းနဲ့အတူလင်္ကာဒီပေါက်သွားကြစို့သူ့လက်ကိုကျွန်ုပ်ဆွဲယူလိုက်လေသည်ထိုအခါမှပင်သည်သီရာဒေဝီသည်ရုန်းကန်ပြီးတော့သည်သို့သောဒတ္တဂီရီလက်ဖြင့်စုပ်ကင်မိသည်မြဘယ်အရာမှပြန်လွတ်၍သွားသည်မရှိပေမယုံနဲ့သီရာဒေဝီအချီးအနီးပဲအချီးအနီးသွားဘလူးလိုခတ်ထန်နဲ့ဘာသူ့နှုတ်မှပထမဆုံးစကားလုံးတစ်လုံးကျဲလောင်စွာထွက်ပေါ်လာသည်ထိုစကားသည်ကျွန်ုပ်အတွက်ဒုတိယအကြိမ်ကြားရသောစကားလုံးဖြစ်သည်ကြောက်ကူကြီးကျွန်ုပ်အပေါ်သို့ပြုတ်ကျလာသလိုကျွန်ုပ်တုန်လှုပ်ရသည်ခြောက်ခြားစွာဖြင့်ကျွန်ုပ်လွတ်လိုက်မိသည်ကျွန်ုပ်၏မျက်လုံးများမြူဝင်ဝင်တောက်နေသည်ဟုထင်သည်ဤစကားမှန်သည်ကျွန်ုပ်၏မျက်လုံးအစုံမှနာကြီးမှုဒေါသမီလျံ၏အပူကြောင့်လှပသောပန်းသည်ရုပ်ကြီးညှိုးလျော်ခွေချသွားလေသည်မေမျောသွားသောသီရာဒေဝီကိုပွေ့ချီလျက်ကျွန်ုပ်ကြောက်ကူအပြင်ဘက်သို့ထွက်လာခဲ့သည်စင်မြင့်ဆယ်ကောင်ကယထာရှိရာသို့လာခဲ့ပြီးခုန်တက်လိုက်လေသည်မော်ယုံဟေဝုံမှတောစင်ရိုင်းအော်တန်နှင့်တစ်ပင်လဲပြိုသည်များဝေး၍ကြံရစ်ခဲ့လေသည်အချစ်နှင့်အမုန်းလင်္ကာဒီပနန်းတော်သို့ရောက်သည့်အထိသီရာဒေဝီသည်တတိပြန်မရလာပေနန်းမြို့ရိုးမုံဝတွင်ကြိုးစုံနေသည့်ဘိဘိသနာကိုအကျိုးအကြောင်းပြန်မပြောနိုင်သေးပဲကျွန်ုပ်သည်ကျွန်ုပ်၏ဆက်ရာဆောင်လှေကားရင်းအထိတဟုန်တိုးမောင်းနှင်လာခဲ့သည်သီရာဒေဝီကိုဆက်ရာဆောင်သို့ပွေ့ချီခဲ့ပြီးကျွန်ုပ်၏တမားတော်ကြီးငုလိန်နာကိုချက်ချင်းခေါ်ယူကာသီရာဒေဝီကိုတတိပင်ရအောင်ကုသရန်အမိန့်ပေးလိုက်သည်ဟိမဝင်တာခံယူထားတဲ့နှင်းရည်အလုံးကုန်ကြီးကုန်ပါစေသူ့ကိုတတိအမြန်ရအောင်ကုသစမ်းမုတ်လိန်နာငါမျောလင့်ထားတဲ့အချိန်ထက်ကြာသွားရင်မင်းကိုဂမ်ဘီရဲ့တာရဲတွင်နဲ့ပြစ်ချမယ်သွားမြင်မြင်တမားတော်မိုးလိန်နာသည်ဆက်ရဆောင်အတွင်းသို့ဝင်သွားသည်ဟေးတားတော်မေကနာရရဲ့ကိုလုတ်တော်အဖြစ်ရွေးချယ်ထားတဲ့ကညာစစ်တွေလာကြစမ်း10ယောက်လာစမ်းသွားနင်တို့မလို့ချင်းငါဂမ်ဘီရဲ့ရန်ယူရီတော်တွေကိုခေါ်တာမဟုတ်ဘူးဒီတော့အယုတ်ဆိုးကြီးတန်အသွင်ပြင်းတွေကိုတတိပြန်လဲလာမဲ့တီရာဒေဝီရှိငါထုတ်ပြမှာသွားနင်တို့မြင်တီရာဒေဝီပြန်ပြီးမြေမျောသွားလိမ့်မယ်ဂမ်ဘီ၏ရန်ယူရီတော်များသည်စင်စစ်လင်္ကာဒီပတွင်အလှဆုံးဒရာဝီဒီယန်သူများဖြစ်ကြသည်သို့သောဂမ်ဘီ၏အဆောင်မှလာလျင်သူတို့၌တမင်သွေးနှက်များကပ်ပါလာကြလိမ့်အေးဟုတ်ပြီ10ယောက်4ယောက်ကသီတာဒေဝီအနားမှာနေသတိပြန်ရလာရင်သူခိုင်းတာအလိုရှိတာအကုန်လုံးပဲဟေး तू ကမခိုင်းစေနဲ့နင်တို့ဘာသာအားလုံးအစင်သင့်ပြုစု
3ယောက်ကဆက်ရဆောင်ရဲ့တကားဝမှာစောက်ကျန်တဲ့3ယောက်ကအကောင်းဆုံးဝစ်စားတန်စာဝစ်ဆင်ပြီးအနားမှာနေကြနင်တို့ကြောင့်သီတာဒေဝီအထိတ်တလန့်ဖြစ်ရရင်နင်တို့ကိုတားတော်မေကနာတာစီပြန်မပို့ဘူးရဲမက်ရင်မြင်ကလန်တန်လေးချင်းနဲ့စဝိုင်းနေမှာချိတ်ဆွဲပြင်မယ်နားလေလားဟေးအဆောင်တော်ဝင်လာစမ်းဟောဒီလေသားဆောင်မှာရွှေချီပေါက်ပွားတွေနဲ့ကာလိုက်စမ်းတလွန်ရဲ့အနောက်ဘက်မှာအကောင်းဆုံးဥတောင်းတောင်တွေကိုဖြန့်ကျက်ထားလိုက်ပြီးတော့လေသားဆောင်ရဲ့မျက်နှာဝမှာပလဲကျိုးတွေကိုတွေ့တန်းကျနေပါစေပြီးတော့ကန္နမာလာဥယျင်ကတက်ခွာပန်းမှန်သမျှဒီကိုယူလာခဲ့ဒါတွေအားလုံးတီတာဒေဝီသတိပြန်မရမီမှာပြီးအောင်လှုပ်ထားကြားရလားငါအမိန်ပေးထားတဲ့လူတွေကလွဲပြီးကြံတဲ့လူတွေအကုန်လုံးဒီနေရာထွက်သွားကြစမ်းမသက်ဆိုင်တဲ့လူတွေတဲကတစုံတစ်ယောက်ကြောင့်တီတာဒေဝီအနှောက်အယှက်ဖြစ်ခဲ့ရင်အဲ့ဒီလူစင်မြင့်ဆယ်ကောင်ကယထာရဲ့တန်ညွန်ဘိန်းနေနဲ့နောင်တော်ဘုရင်မမြတ်ဘိဖိသနသည်ဆက်ရဆောင်ဝသို့ရောက်လာသည်ညီတော်၏မျက်နှာမှာသွေးဆုပ်ဖြူရော်နေသည်သူ၏နှကမ်းများကိုအာယူ၍လှုပ်ရင်း၆တွေ့သောအတန်ဖြင့်ဆက်ပြောလေသည်ဦးကြီးတော်နှင့်တရိကံမီတို့ရောက်လာကြပြီ။အော်ဟုတ်ပေသားပဲ။တတိမရသေးသည့်ချစ်သူကြောင့်ကျွန်ုပ်သည်လင်္ကာဒီပနန်းတော်၌ပြန်ဆောင်ကြရမည်ဦးကြီးတော်နှင့်နမတော်တို့ကိုမေ့လျော့သွားမိပြီသည်။ဂံမီသည်သူ၏အကျဉ်းသားများကိုဖမ်းဆီးလျက်တီတာဒေဝီနှင့်တကွသောကျွန်ုပ်ကိုတွေ့ဆုံကောင်းကြီးပေးရန်ရောက်ရှိလာပြီ။ဟိုအရိယံအကျဉ်းသားတွေကိုထားခဲ့ပြီးဦးကြီးတော်နဲ့ဂံမီကိုလာခဲ့ဖို့ပြောလိုက်ပြီသနာ။သူတို့ဒီကိုလာထက်နောင်တော်ဘုရင်မင်းမြတ်ကနန်းခမ်းမစီလာရောက်ရင်ပိုကောင်းပါလိမ့်မယ်နောင်တော်။ညီတော်ဘိပိသနာသည်ထိုများလောက်သောစကားကိုပြောပြီးနောက်အာရင်ကုန်ခန်းသွားတဲ့ကဲ့သို့လမ်းတိုင်ကိုလက်ဖြင့်ဖမ်းယူဆုပ်ကိုင်လိုက်လေသည်ဘိပိသနာကအစဉ်အမြဲနွမ်းနယ်နေသူပင်၏အေးအဲ့ဒါပိုကောင်းတာပေါ့ဒီမှာတီတာဒေဝီမင်းမျောနေတယ်လေတိုက်ပွဲကြောင့်မောပန်းလာပြီးမော်ယုံဟေဝင်ရဲ့အငွေအသက်တွေပါလာမဲ့သူတို့ဒီနေရာခေါ်ခဲ့တာမကောင်းငါလာမယ်ကျွန်ုပ်သည်ဆက်ရဆောင်ထဲမှထွက်၍နန်းဆောင်ခန်းမစီသို့လာခဲ့သည်ယခုထိဆက်ရဆောင်တကားတွင်မိရက်နေသည့်ဘိပိသနာရှိမှဖြတ်ခဲ့သည်ဦးကြီးတော်မာရိစာ၏ရင်အုပ်ကြီးကိုတဝုံဝုံထုနှက်လျက်သူတို့ကိုကောင်းကြီးပေးရပေမည်နမတော်ဂံဘီအတွက်မူကားပပရခန္ဓာများ၏ရှင်သေးပုံစံငယ်ရှိရာကြောက်တလင်းစပွဲအနီးတွင်ဦးကြီးတော်နှင့်နမတော်ဂံဘီတို့ရှိနေကြသည်ဂံဘီအနားတွင်ရွှေသမင်ရှိသည်အားလုံးစုံညီသည်သို့သောဦးကြီးတော်မာရိစာသည်နိုင်ရင်မြေမော်၌လဲကျနေသည်နမတော်ဂံဘီနှင့်ရွှေသမင်နမတော်ဂံဘီနှင့်ရွှေသမင်မူကားဒဇင်းနေသောမြားတိုင်၏ဖောက်ထွင်းဆွဲဝင်မှုတွင်တစုပ်ကင်ထားတဲ့ကဲ့သို့ပင်လူသားနှင့်ခါရာတို့၏သွေးများကျခဲ့သောနေရာမှာတွင်တမင်ငယ်နှင့်ဂံဘီတို့၏သွေးများလည်းရိုစီးအိုင်ထွန်းနေကြပြီတမင်ငယ်၏သွေးနှင့်ဂံဘီတို့၏သွေးသည်ရောထွေးနေပြီတရိကံမီနင်ဘလို့ဖြစ်လာရတာလဲကျွန်ုပ်သည်သူတို့လဲကျနေရသို့တဟုန်တို့ပြေးသွားပြီးဂံဘီကိုပွေ့ဖက်လိုက်သည်တမင်ငယ်သည်အသက်ကုန်နေပြီဂံမီနမလေးဂံမီ၏မိတ်နေသောမျက်လုံးအစုံတို့ဖြင်းညင်းစွာပွင့်လာသည်တီရာတီဗီရောက်နေပြီမို့လားအခုတော့နမရောကျင်းတဲ့အခုတော့အတွက်သူ့ခေါ်လာနိုင်ခဲ့တယ်ဒါပေမဲ့ရန်သူတွေမပါလာဘူးဒင်းတို့ဗမာလဲဂံမီကိတ္တကိနာပြည်ဘက်သွားကြပြီယာမနဲ့လက္ခဏာနင်တို့ဘလို့ဖြစ်ရတာလဲဂံမီနင်ဘလို့ဖြစ်ရတာလဲနင်ဘလို့ဖြစ်လာရတာလဲယာမနောက်မြောက်ဖက်တော့အိုစီခေါ်လာခဲ့တယ်ဦးကြီးတော့အစွမ်းအမခမ်းပါပဲဒါပေမဲ့ဒင်းတိသွားတယ်လင်းနဲ့များထုတ်ပြီးဂံဘီဤမြားတန်ယာမသွေးများနောက်ထပ်မထွက်လာတော့ကြီးသူ့မျက်နှာသည်ကြောက်တလင်းစပွဲကဲ့သို့ဖြူဖွေးလာလေသည်နှခမ်းများကပပရခန္ဓာပုံစံငယ်ရှင်သေးများလိုမဲပြလာကြသည်ရန်သူများကိုမခေါ်လာနိုင်လို့ညီမတို့ခွင့်လွတ်ပါဒါပေမဲ့ထိုခဏ၌မယုံကြည်နိုင်စရာကောင်းလောက်အောင်ထူးခြားလာသောအဖြစ်အပျက်များဖြစ်ပျက်သွားခဲ့ပြီဂံဘီသည်စူးဝင်နေသောမြားတံကိုအလုံးစုံကျွန့်ထွက်သွားအောင်ဆွဲနှုတ်လိုက်သည်ဒဏ်ရာမှနောက်ဆုံးသွေးများအန်ကျလာသည်သွေးတို့ကုန်ခန်းနေပြီဖြစ်သောသူ၏ခန္ဓာသည်လဲကျနေရာမှရိမ့်ရံ၍ထလာသည်အယောင်အသွေးဆုပ်နေပြီဖြစ်သည့်မျက်လုံးများသည်အံ့ဩဖွယ်ရာဆူးရှတောက်ပြောင်လာပြီးကျွန်ုပ်ကိုဖောက်ထွင်းမတက်ဆူဆူဝါဝါကြည့်လိုက်သည်ဤမျက်လုံးများကဒသမပပဒမှကျွန်ုပ်ဆင်းသက်လာစဉ်အတူရာမင်း၏စစ်ရထားကိုမောင်းနှင်ပြီးပြင်ဆက်ရောက်လာစဉ်အတူရာမာကစစ်ပွဲအပြီးကျွန်ုပ်လင်္ကာဒီပသို့ပြင်ရောက်စဉ်အခါများသူ၏အကူကျွန်ုပ်အားလေးမြက်ကြီးညိုစွာဆူးဆိုင်ကြည့်ခဲ့သော
တရိယာဂမ်ဘီဤမျက်လုံးများပင်သည်လင်္ကာဒီပဘရင်မင်းမြတ်ဒရာဝီဒီယန်တွေးထဲမှာနမတော်ရဲ့ဝိညာဉ်လက်ပတ်ခုအောင်းနေမယ်ရန်သူကိုလက်စားချေပါအရီယန်ကိုတိုက်ခိုက်မောင်းနေမှာလင်္ကာဒီပအတွန်းချေပါစေတရိဂမ်ဘီသည်ပပရပုံစံငယ်ကြောက်တလင်းစပွဲပေါ်သို့လဲကျသွားလေသည်သွေးချင်းချင်းနေသောသူ၏လက်သည်ညီတော်ပိပိသနဆောက်လုပ်ထားသည့်နဝမပပရတောင်နှင့်ဒသမပပရတောင်ကြားခန္တက်ပုံစံငယ်အားတင်းကျပ်စွာဆုပ်ကင်ထားပေသည်တကားဂမ်ဘီကျွန်ုပ်နှင့်ညီတော်ပိပိသန၏အော်ဒန်နှစ်ခုကျဲလောင်စွာထွက်ကြလာသည်လင်္ကာဒီပဘရင်ဒသဂေရိနှမတော်တမင်ရိုင်းများ၏တခင်မမိဂါဒေဝီဘွဲရတရိဂမ်ဘီသည်သူ၏အလိမ့်လိမ့်ကတ်သောကိုဖြင့်သူရဲကောင်းပီတစွာကြဆုံးသွားကြပြီတကားသူ၏အနီရောင်တို့ပြည့်ရှံနေသောမြင်ကွင်း၌ကျွန်ုပ်သည်အနီမတပါခတ်သိမ်းသောအရာတို့ကိုပျောက်ဆုံးနေသည်နာ၏အာယုန်တွင်လည်းပဂရိတိတ်ဆိတ်သွားသည်ကျွန်ုပ်ပြန်လဲသတိပြန်ဝင်ရောက်သောအခါပထမဆုံးကြားလိုက်ရသည်မှာဘိပိသမ၏ငိုကြွေးနေသောအသံဖြစ်သည်ဆက်၍မြင်လိုက်ရသည်မှာဂမ်ဘီဥကောင်းကိုပွေ့ဖက်နေသောဘိပိသနာဖြစ်သည်သူရဲကောင်းတို့၏ကြာဆုံးခြင်းနှင့်အခြားတို့၏ငိုကြွေးခြင်းတွင်ကျွန်ုပ်၏သွေးများပွက်ပွက်ဆူလာသည်အဘဲကြောင့်ငိုကြွေးရမည်နီဂမ်ဘီအတွက်ဘာကြောင့်ငိုကြွေးရမည်နီလင်္ကာဒီပဘရင်သည်သူနှင့်သူမအတွက်အဘဲကြောင့်ငိုကြွေးရမည်နီအဘဲကြောင့်နိုင်ရင်ပြင်မှသွေးအိုင်ထက်သို့တစုံတစ်ခုတပတ်ပေါက်ကျနေသည်ကျွန်ုပ်၏မျက်လုံးအိမ်မှမျက်ရည်တွေအဲ့ဒီမျက်ရည်တွေကိုတိတ်လိုက်စမ်းဒါဒရာဝီဒီယန်သူ့ရဲကောင်းနေလားဟဲ့ဘိပိသနမင်းတိတ်လိုက်စမ်းကျွန်ုပ်သည်ဓမြောင်ကိုထုတ်ယူ၍နယံစီသို့ပစ်ဆိုင်လိုက်သည်တစ်ဖက်တွင်ချိတ်ဆွဲသားသည့်လန်တန်များပစိန်များဓားများကိုလည်းတစ်ခုပြီးတစ်ခုဖြုတ်ယူပြီးချင်းသေးဥကောင်းပုံဖော်ထားသည့်ရွှေရောင်နယံသို့အဆက်မပြတ်ပစ်ဆိုင်လိုက်သည်ချင်းသေးဥကောင်းရုပ်ပုံကိုမမြင်ရတော့ကြည်ညီတော်ဘိပိသနလည်းငိုကြွေးခြင်းကိုရက်စဲလိုက်သည်ရုံရှာဆက်ဆုပ်ပွဲရိုစီးနေသောကျွန်ုပ်၏မျက်ရည်များလည်းခန်းချောက်ရက်တန့်သွားသည်ကျွန်ုပ်အသက်ပြင်းပြင်းရှူလိုက်သည်နောင်တော်ဘုရင်မင်းမြတ်ဥယျာဉ်မာရိစထိုအခါမှပင်ကျွန်ုပ်သည်မလန်မကန်းတွင်လဲကျနေသည့်ဥယျာဉ်တော်ကိုသတိရမိသည်ဥယျာဉ်တော်ကြာရှုံးပြီလားကျွန်ုပ်သည်ထိုချင်းသေးကြီး၏နောက်ဆုံးအချိန်များကိုကြည့်ရင်ကျွန်ုပ်၏ဒရာဝီဒီယန်သွေးများကိုပုံမနေရဲအောင်တုတ်ချေခံရန်ဥယျာဉ်တော်ထံလာခဲ့သည်ဥယျာဉ်တော်ကို၌ဒဏ်ရာမတွေ့ရကြသူသည်မတန်တဆမောဟိုက်လုံး၍မိမျောသွားခြင်းဖြစ်သည်ကျွန်ုပ်နှင့်ဘိပိသနသည်ဥယျာဉ်တော်ကိုသတိရအောင်လုပ်ကြသည်ချင်းသေးကြီးလွတ်လွန်လာပေသည်သတိရခြင်းသူပထမဆုံးမေးလိုက်သည်တရိဂမ်ဘီယောဟောမှာကျွန်ုပ်သည်တင်းမာသောအတန်ဖြင့်ညွန်ပြလိုက်သည်အိုးသူဟုတ်တယ်သူရဲကောင်းပေတာဆိုတာကြာဆုံးသွားပြီသူ့ရဲ့တိုက်ပွဲကြောင့်ဦးကြီးတော်တီးတီးသမျှပြောစမ်းပါသူရဲကောင်းတဦးရဲ့ကြာဆုံးငန်းကိုကြေကွဲဝမ်းနည်းမှုနဲ့မပြောပါနဲ့ရောင်နာအဲ့ဒီသူရဲကောင်းကငါရဲ့တူမတော်ပါပြီးတော့လွန်ခဲ့တဲ့နေ့ကပဲငါလူသား2ဦးရဲ့အလောင်းကိုဒီနေရာကိုယူလာခဲ့ရသူပါဂမ်ဘီနဲ့သူသား2ယောက်အလောင်းကိုမော်ယုံဟင်ဝင်ကနေလင်္ကာဒီပကိုယူဆောင်ဖို့ငါမင်းစီလာခဲ့တာမဟုတ်ဘူးဒါမဲ့အဲ့ဒီဟာတွေဖြစ်ခဲ့ရပြီမင်းကအဲ့လိုမပြောနဲ့ယာဝနာမင်းရဲ့ဦးကြီးတော်ဒီလိုမပြောပါနဲ့ကြေကွဲဆိုးနေသောဦးကြီးတော်အတန်ကိုကြော်လွန်၍ကျွန်ုပ်အမိန်မပေးနိုင်တော့ကြီးခွင့်လွတ်ပါဦးကြီးတော်ကျုပ်မှားသွားတယ်ကဲယာဝနာကိုဖြစ်ခဲ့သမျှအကုန်ပြောပြပါရန်သူအကြောင်းသိသမျှပြောပြပါကျုပ်တို့အခုချက်ချင်းကိတ္တဂိဏကိုလိုက်ချင်လိုက်မယ်ကိတ္တဂိဏကိုအော်ဂမ်ဘီယာသူ့အသက်ကိုလင်္ကာဒီပအထိရောက်တည်ယူလာခဲ့ပြီသူပြောနိုင်တယ်လို့ပြောသွားသေးတယ်ကိုသူမတော်ရဲ့မင်းကိုဦးကြီးတော်နှမျောလိုက်ပါပြီကွယ်ဦးကြီးတော်ကျုပ်တို့ဂမ်ဘီအတွက်လာပေါင်းများစွာဝမ်းနဲ့ပူဆေးဖို့အချိန်တွေရှိပါသေးတယ်အခုတော့တိုက်ပွဲအကြောင်းပြောပါဦးကြီးတော်အေးပြောမယ်ယာဝနာနားတော်မင်းတို့စီစဉ်ထားတဲ့အတိုင်းငါမော်ယုံဟေဝင်ရဲ့မြောက်ဖက်တောအုပ်တွင်ကစောင့်နေတယ်မကြခင်မှာပဲသမင်ငယ်နဲ့ယာမတို့တောအုပ်ထဲကိုရောက်လာကြတယ်သမင်ငယ်ကမကောင်းဆိုးွားတို့မဟုတ်ရင်လည်းနတ်တွေဝါတဘာဘာပူးကတ်နေသလားအောင်းမေးလောက်ယာမရဲ့ဖမ်းဆီးမှုကလွတ်မြောက်တင်းချောင်နေတယ်မော်ယုံဟေဝန်မြောက်ဖက်တောဟာဂျုံလွယ်ပိတ်ပေါင်းအထူးထဆုံးနေရာဖြစ်တယ်ယာဝ
တမင်ငယ်ပြေးလန်းကျင်းမြောင်းပြီးချုံပုတ်များနဲ့နီးလာတယ်ဂမ်ဘီယာသူ့တမင်နဲ့မလန်းမကန်းထက်ချက်မကွာလိုက်လာတာမို့သူ့ပုံးခိုနေရတဲ့ချုံပုတ်နဲ့တမင်တို့ကလည်းနီးကပ်နေတယ်ဒီအချိန်တွေကိုသိရတာနဲ့ငါလည်းချက်ချင်းပဲအချိန်နေမဟန်ဘူးဆိုတာရိပ်စားမိလို့ငါမျက်စိအောက်တမင်နဲ့ယာမကိုမြင်ချင်းစင်ရိုင်းကြီးတကောင်အော်တန်ပြုတ်လို့လိုက်တယ်အင်မတန်ဂုံမြောက်တဲ့စင်ရိုင်းအော်တန်ပဲဦးတော်ပြီးတော့သူတို့နောက်လိုက်ပြီးတောအုပ်စင်ရိုင်းနေရဲ့ချိုးဖဲ့ပြီးစင်နှင်းတန်တွေဖြစ်အောင်လုပ်လိုက်တယ်ဒီခါမှာတမင်ငယ်ယာမရှိကသွေးဆောင်လမ်းပြနေရနေတကယ်စင်ရိုင်းအုပ်လာပြီးအထင်းနဲ့ကြောက်လန့်ပြီးခြုံမုတ်ထဲပြေးဝင်သွားတယ်အဲ့ဒီခြုံမိုးကဂမ်မီရှိနေတဲ့နေရာပဲကျွန်ုပ်တို့အသက်မရှူမိကြချေယာမတမင်မျက်စိအောက်ကပျောက်သွားတာနဲ့အတန်ကြားရစီကိုလှမ်းကြည့်တယ်မော်ယုံဟေဝင်လိုဒေတာမျိုးမှာရဲဝင်းစွာအမဲလိုက်သူတဦးအနေနဲ့ဒင်းလဲတောရဲ့အနံ့တရိတ်ဆန်ရဲ့အနံ့ကိုကျွမ်းကျင်မှာပေါ့ဒီချိန်မှာလေယာငါရှိရဘက်ကနေယာမရှိရဘက်ကိုတိုက်ခိုက်နေစင်အော်တန်တွေကိုသာအနိကကြားနေရပြီးစင်အုပ်ကိုမတွေ့ရအောင်အနံ့ကိုလည်းမရတဲ့အတွက်ယာမတန်တရားဝင်သွားဟန်တူးတယ်ဒီတော့မူလအစီအစဉ်အတိုင်းငါကြောက်ကူဝါမှာကြံခဲ့တဲ့လက္ခဏာကိုအမြန်လှည့်စားခေါ်ယူနိုင်အောင်ချင်းသိဟောက်တံကိုငါဖန်တီးလိုက်တယ်လက္ခဏာအားမြောက်ဖက်စီကိုထွက်လာတာကိုငါတစ်ပင်ထိတ်ကမြင်လိုက်ပါတယ်ဒါပေမဲ့ဦးရီတော်ဒီဂမ်ဘီရှိရာသို့လန့်ကြည့်လိုက်သည်တွေးအိမ်ထဲမှာတမင်ငယ်ကိုလည်းကြည့်လိုက်သည်တို့လူသားတွေရဲ့ကြီးကျယ်လေးနက်တဲ့တင်တင်ကပြူအောင်တမင်ငယ်ကနားမလည်ဘူးလေရောက်လာချင်းသိဟောက်တံကြားလိုက်တော့တမင်ကခြုံပုတ်ထဲကနေခုန်ထွက်တယ်ဂမ်ဘီကတမင်ရဲ့နောက်ကကက်ရက်လှုပ်ရှားလိုက်တယ်အဲ့အခါမှာပဲမိဂါဒေဝေကြီးသည်သူကျွမ်းကျင်သောတမင်အတတ်ပညာနှင့်အတူသူလက်သက်မွေးခဲ့သောရွှေတမင်နှင့်အတူကန်ဆိုးမွန်းမောင်ကြားရတော့မိလှုပ်ရှားမှုကိုကျွန်ုပ်မချိတင်ခင်မြင်ရောက်နေသည်ယာမဟာလေးညို့တင်ပြီးရွှေတမင်ရောသူ့နောက်ကွယ်ကဂမ်ဘီစီကိုပါမြားပစ်လွတ်လိုက်တယ်မြားဟာတမင်ရဲ့လေပင်ပြီးတော့ဂမ်ဘီထုတ်ချင်းကဆူးဝင်သွားတော့တယ်ယာမလည်းမြောက်ဖက်တော်အုပ်ကနေအရှေ့ဘက်စီကိုပြင်းဝင်လာတယ်နောက်ကလိုက်လာတဲ့လက္ခဏာနဲ့သူတနေရာမှာစုံမိမှာပဲငါဂမ်ဘီနဲ့ရွှေသမင်မှာစူးဝင်နေတဲ့မြားကိုမနှုတ်ပဲထမ်းပိုးပြီးတော့လင်္ကာဒီပကိုအပြင်းနှင်ခဲ့တယ်အရင်ကငါရဲ့အဟုံကမွေလိုလင်းမြန်ခဲ့တယ်ဆိုရင်ငါတသက်တာမှာဒီလိုအမြန်ဆုံးအပြင်းနှင်ခဲ့တဲ့အဟုံကိုမြားရဲ့လင်းမြန်ခြင်းလို့ခေါ်လိုက်တယ်လင်္ကာဒီပနန်းတော်ကိုရောက်တော့တောအုပ်ထဲမှာစိုက်ခဲ့တဲ့အင်အားဒီကိုအရောက်ခရီးပြင်းနှင်ခဲ့တဲ့အင်အားနဲ့တူမတော်အဖြစ်ဆိုးကြောင့်တုံလှုပ်ခြောက်ခြားခဲ့ရတဲ့မောပန်းမှုတွေကြောင့်ငါတသက်နဲ့တကူမဖြစ်စဘူးမေမျောသွားခဲ့တာပဲငါယာဝနာရဲ့ငါမနေ့ကငါမြေးတွေဒီနေ့ငါတူမမင်းတို့ရဲ့သွေးတွေကိုလင်္ကာဒီပနန်းတော်ထက်ပတ်ဖြန်းဖို့ငါပြန်လာခဲ့တယ်လို့ဖြစ်နေပြီရောယာဝနာရဲ့ငါဦးရီတော်မာရွေးစာသည်ကိုစိတ်နွမ်းနယ်မှု၏ဒဏ်ကိုတဲထန်စွာခံစားရပြီးတဖန်ပြန်လဲမေမျောလဲကျသွားပြန်လေသည်နေဝင်ရီတရောအချိန်ရောက်ပြီဤအချိန်ကကဏ္ဍမာလာတာရဲတွင်၌နမတော်ဂမ်ဘီ၏စမ်းကြဲသောတမင်ခပ်ပွဲကျင်းပသည့်အချိန်ကဏ္ဍမာလာတာရဲတွင်တဝိုက်၌မိဂါဒေဝီ၏ရွှေလက်ကင်တက်ကြာဖို့တန်တရွှန်းရွှန်းလွင်ဝဲသည့်အချိန်တမင်ခပ်ပွဲကိုကြည့်ရင်စစ်သည်ရဲမတ်တို့ပျော်ရွှင်စွာဟစ်ဟော်ကြသည့်အချိန်ယခုမူကားဤနေဝင်ရီတရောအချိန်ကိုအစိုးရသောသခင်မသည်သူဤချစ်ခင်လှစွာသောရွှေသမင်ဒသဂီရီ၏အမိန့်ကိုဥထိပ်ပန်းဆင်းပြီးသူလက်သက်မွေးခဲ့သည့်ရွှေသမင်နှင့်အတူဤအဖြစ်တစ်နှစ်များကိုမသိသောတာရဲတွင်ဆောင်တကားမှုသည်ခါတိုင်းလိုပင်တမင်ခပ်ပွဲကိုဖွင့်လို့ရန်ကျွဲကြိုတဘိုးကိုမှုတ်လိုက်ချေသည်တဘိုးတန်သည်လင်္ကာဒီပနန်းတော်၏သွေးညီနှံ့သွင်းသောလေတဲဝဲကြေကွဲဆိုးနှင့်ပွဲလွင့်ပြန်လာချေသည်တကားအိမ်တို့မြည်ရည်ပြင်ထက်ဝဲနေလုံးသည်မေးတင်လျက်ရှိသည်တနေ့ခင်း၏နောက်ဆုံးကာလတွင်နေလုံးကြီးသည်လင်္ကာဒီပကိုနီရဲသောအယောင်များဖြင့်ပွေ့ဖက်နှုတ်ဆက်နေသည်ဝေးလံသောအရက်မှတောင်တန်းကြီးများသည်မိုင်းပြသောဝိယုံကိုခြုံလျက်တိတ်ဆိတ်ငြိမ်သက်နေကြသည်ဤတောင်တန်းကြီးများ၏တနေရာတွင်ရှိသောမော်ယုံဟေဝန်သည်လည်းတိတ်ဆိတ်ငြိမ်သက်နေပြီတော့သည်မြေကမ်းစီမှမိတိုင်များကိုကြေးကျွန်တို့စတင်ထုံးညှိနေကြပြီရှေလျားသောမိတိုင်များသည်အိမ်နုမြေကမ်းတစ်ဝိုက်တွင်စတင်လောင်ကျွမ်းနေကြပြီမီးရောင်အများဆုံးနေရာတွင်တောင်ကုန်းငယ်တစ်ခုရှိသည်ဝိယုံနီညိုများကိုဝစ်ဆင်ထားသည့်ရစ်စရာများသည်ပန်းပွေးနှင့်နတ်သားရည်များကိုတည်ဆောင်လျက်တောင်ကုန်းထက်သို့တရွေ့၍တက်သွားကြလေသည်
သူတို့၏နောက်မှလင်္ကာဒီပနန်းတွင်တေးသည်အစုတို့လိုက်ပါသွားကြလေသည်တေးသည်တို့ရွတ်ဆိုနေကြသည့်တေးမှညီညာတော်လဲတက်ကြွသည့်အတန်မဟုတ်ချေညီညူရေရွတ်နေသည့်ကြေကွဲသောအတန်ဖြစ်သည်သူတို့၏အတန်သည်ကျွန်ုပ်နားထဲသို့တသိမ့်သိမ့်ဝင်ရောက်လာသည်တရိဂံဘီ၏ဂုံပုံများကိုဖွင့်နှွှတ်ထားသည့်တိတရှင်းပေကတကားတောင်ကုန်းနယ်ထိပ်ရှိလှပစွာလှုပ်ထားသည့်ကြောက်တုံးများပေါ်တွင်တရိဂံဘီသည်ငြိမ်သက်စွာလဲလျောင်းနေပြီရစ်စရာများနှင့်တေးသည့်အစုတို့ကြောက်တုံးဗိမာန်ကိုဝိုင်းဝန်းနေရာယူလိုက်ကြပြီးဂံဘီ၏ရဲမတ်10ယောက်အစုသည်တောင်ကုန်းငယ်ထက်သို့တက်သွားကြလေသည်ရဲမတ်များနေရာပြူပြီးသည်နှင့်တဘိုးတန်တစ်ချက်ပေါ်လာသည်အမှန်မှာဤတဘိုးတန်သည်တရိဂံဘီအတွက်သတ်မှတ်ပေးထားသောစစ်ချီတဘိုးတန်ဖြစ်သည်အမြဲတစေတက်ကြွရဲရင်ချင်းကိုဆောင်ခဲ့သည့်ဤတဘိုးတန်သည်ယခုအခါကြေကွဲဝမ်းနည်းမှုကိုကိုစားပြုနေသည်တဘိုးတန်ဆုံးသည်နှင့်ရစ်စရာကောင်းဆောင်သည်သမင်ရီကြက်ထားသည့်စီကိုစတင်၍တစ်ချက်ချင်းထုနှက်တီးခတ်လေသည်ကျွန်ုပ်သည်လက်ထဲမှမြင်းဆက်ကြိုးများကိုအသာအရာလှုပ်ခါလိုက်သည်စင်မြင့်10ကောင်ကယထာဘိန်စတင်ရွေးရှာသည်တောင်ကုန်းငယ်ရှိရာသို့ကျွန်ုပ်ယထာသည်တရွေ့၍လိန်သွားသေးသည်လင်္ကာဒီပဘရင်သည်သူ၏စစ်ယထာကိုပထမဆုံးအကြိမ်ဖြင်းညင်းလေးဆေးစွာမောင်းနှင်ရပြီသည်ရေကောင်းဆောင်တိခတ်နေသောစီတန်သည်ကြက်ကြွမှန်ကန်စွာပေါ်ထွက်နေသည်တောင်ကုန်းချေရင်သို့ကျွန်ုပ်၏ယထာရောက်ချိန်တွင်စီတန်တိတ်သွားသည်အသင်းဆောင်နေသောညီတော်ပိပိသနသားတော်မေဃနာဒဦးကြီးတော်မာရိဇာနှင့်အခြားလင်္ကာဒီပသေနာပတိကြီးများ၏ခြေဆုံးမှကျွန်ုပ်သည်တောင်ကုန်းထက်သို့တက်ခဲ့သည်ကြောက်လေကားတွေများနှင့်ကျွန်ုပ်တို့၏ဝိယုံစာများပုတ်တိုက်တန်သည်ပင်ကျဲလောင်စွာထွက်နေသည်ဟုထင်ရသည်အားလုံးတိတ်ဆိတ်နေသည်ဂံဘီ၏အလောင်းတင်ထားသည့်ကြောက်တုံးကိုလက်ဝဲရည်လှက်ပတ်ပြီးနောက်ကျွန်ုပ်သည်ခေါင်းရင်းနေရာ၌ရဲလိုက်သည်တားတော်ညီတော်ဦးကြီးတော်နှင့်သေနာပတိကြီးများကအလောင်းကိုဝိုင်းဝန်း၍ရဲလိုက်ကြသည်တောင်ကုန်းထက်တွင်တဟူဟူတိုက်ခတ်နေသောလေကြောင့်ဝေးယုံစာများမှအတန်များထွက်ပေါ်နေသည်မိတိုင်များမိတောင်များလည်းလှုပ်ရှားနေသည်လှုပ်ရှားနေသောမိအောင်များအောက်တွင်ကျွန်ုပ်သည်ဂံဘီ၏မျက်နှာကိုမောင်ကြီးလင်းကြီးတွေ့နေရသည်တောင်ကုန်းအောက်ဖက်မှဒရာဝီဒီယန်တို့သည်မြေပြင်တွင်ဒူးထောက်လိုက်ကြလေသည်စစ်တီတော်တို့သည်သူတို့၏လှန်သွားများကိုအောက်သို့ဆိုက်လိုက်ကြသည်ရစ်စရာ၏အတန်ပေါ်လာလေသည်အိန္ဒုမြေဝမ်းတောင်ပိုင်းလွင်မြင်လင်္ကာဒီပသိန်းကိုနိုင်ငံ၏တပ်ဦးဆံပိုင်ဧကရစ်ဖြစ်တော်မူသောဒသဂီရိဘယင်မမြတ်၏နှမတော်လင်္ကာဒီပအိမ်ရှိဆံဘိပိသနအရှင်သခင်၏နှမတော်လင်္ကာဒီပသေနာပတိချုပ်မေဃနာဒအရှင်သခင်၏အကြီးတော်မူသောမိဂါဒေဝီပွဲခံအရှင်သခင်မှတရိဂံဘီသည်ရစ်စရာသည်တရိဂံဘီ၏ဂုံပုံများကိုထုတ်ပေါ်ဖွဲ့ဆိုချီးကျူးနေလေသည်သူ၏အောင်မြင်ခံရသောရွတ်ဆိုတန်သည်အိန္ဒုမြစ်ရေပြင်ကိုဖြတ်လျက်လင်္ကာဒီပတဝန်းလုံးသို့ပြန့်နှံ့သွားပြီ။ရွှေချထားသောဂံဘီ၏နဖူးပြင်ကိုမီးရောင်အောက်တွင်ပြိုးပြက်စွာတွေ့မြင်နေရသည်။ဤနဖူးပြင်အောက်တွင်မှမျက်လုံးအစုတို့သည်ဘယ်သောအခါမှပြန်လည်၍ပွင့်လာကြတော့မည်မဟုတ်တော့။သူ့ဘေးတွင်လဲလျောင်းနေသည့်ရွှေရိုးတက်ကြဖို့သည်လည်းဘယ်သောအခါမှအတန်မီလာမည်မဟုတ်တော့။ရစ်စရာရုပ်ဖက်နေသည်များကိုကျွန်ုပ်မကြားမိကြ။ရန်သူလက်စားချပါ။ရန်သူလက်စားချပါဟုသောတရိဂံဘီ၏နောက်ဆုံးစကားများကိုသာအထက်ထက်ကြားနေမိသည်တိတ်ဆိတ်မဲမောင်သောဤအိန္ဒုမြေကမ်းတောင်ကုန်းထက်တွင်ရက်လျက်စွပြန့်ကြေကွဲသောရွတ်ဖတ်တံများကိုကျွန်ုပ်ဆက်လက်နားထောင်မနေခြင်းတော့ရစ်စရာကမူတရိဂံဘီ၏စစ်ပွဲများအကြောင်းကိုဆက်လက်ရွတ်ဖတ်နေသည်မိတော့ကိုလေတိုးတံများနှင့်အတူဝိယုံစများမှတစ်ဖြက်ဖြက်မြည်တံတို့ကသူ၏အတန်ကိုထောက်ကူပေးနေကြသည်ကျွန်ုပ်၏ဆန္ဒမှမူဤအခမ်းအနားကိုအမြန်ဆုံးအပြီးတက်၍နန်းတော်သို့အမြန်ဆုံးပြန်ပြီးဘိပိသနမေဃဒါနဦးကြီးတော်မာရိဇာနှင့်သေနာပတိများကိုစုယုံလျက်ကိတ္တဂိဏာကိုခြိတက်ရေးကိုသာစီစဉ်ဆွေးနွေးလိုသည်ဂံဘီ၏အလောင်းလေတွင်သာဟစ်အော်ကြွေးကြော်နေလိုသည်ဤကဲ့သို့ရဲစွမ်းတတိနှင့်ပြည့်စုံတတ်မြတ်သည့်မိဂါဒေဝီအားပထဝီကိုအစိုးရသောနတ်ဒေဝါများထံသို့ကျွန်ုပ်ပြန်လည်ပို့ဆောင်ဆက်တာပါသည်သူ၏ဝိညာဉ်အားကောင်းငင်ဘုံကိုအစိုးရသောနတ်ဒေဝါတို့သူ၏အသွေးများအားတစ်ပင်ကိုအစိုးရသောနတ်ဒေဝါတို့ပို့ဆောင်ဆက်တာပါမည်လင်္ကာဒီပသခင်၏ဝိညာဉ်များနားနေအိပ်ဆက်ရာဖြစ်သည့်ဤမိုဟန်ဂျိုရာရိုဒေသ၌နားနေအိပ်ဆက်တော်မူမိဂါဒေဝီကိုဒရာဝိတိယံအပေါင်းတို့ကနောက်ဆုံးဂုဏ်ပြုကြကုန်အံ့
ရစ်စရာဤရုပ်ဖတ်မှုပြီးဆုံးသွားသည်နှင့်ကျွဲကြိုတဘိုးတံများစီတံများတခဲနှင့်မြည်ဟီးလာလေသည်စစ်သားများသည်အနီရောင်တုပ်လိမ့်ထားသည့်ကြောက်တုံးများကိုဂူပေါ်သို့ဆင်းလိုက်ကြသည်ကြောက်တုံးအောက်မှဒရာဝီဒီယန်စစ်သည်များတိုင်းသူပြည်သားများသည်သေမင်းဤတကိုးတော်အမည်ရှိတေးကိုဖြင်းညင်းစွာပြိုင်တူရွတ်ဆိုကြသည်ရစ်စရာသည်အသင်ခတ်ယူလာသောအိမ်တို့မြည်ရည်ထဲထားသည့်ရွှေကွက်ထဲသို့စစ်တုံပန်းကြုံများ၏လေချောင်းသွေးနှင့်တမင်သွေးတို့ကိုလောင်းထည့်ရောဆက်နေသည်ထို့နောက်ဂူထက်သို့ပတ်ဖြန်းလိုက်သည်ကျွန်ုပ်သည်တောင်ကုန်းထက်မှဆင်းလာခဲ့သည်အလုံးကျွန်ုပ်နောက်မှဆင်းလာကြသည်လင်္ကာဒီပသခင်များ၏ဂူသေးညိုင်းများတိဆောက်ရာမိုဟန်ဂျိုဒါရိုအရက်မှလင်္ကာဒီပနန်းတော်သို့ပြန်လာသည့်လမ်းတစ်လျှောက်လုံးတွင်ကျွန်ုပ်သည်အတွေးအာရုံများ၌နှိမ့်မြုပ်လာခဲ့သည်အနှစ်20မြအုပ်ချုပ်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင်ကျွန်ုပ်သည်ဘာကိုရရှိခဲ့သည်။ဘာကိုပိုင်ဆိုင်ခဲ့သည်။ကျဲပြန့်သောလင်္ကာဒီပနိုင်ငံဖုံးလက်ယုံအာနာပိုင်ဆိုင်ခဲ့သောဒရာဝီဒီယန်ဘုရင်များသည်နိုင်ငံတော်နှင့်အာဏာကိုသူတို့၏သားများလက်သို့အဆင့်ဆင့်လွှဲပြောင်းပေးရလျက်သူတို့ကိုယ်တိုင်ကမူမိုဟန်ဂျိုဒါရိုသိန်းချိုင်းများတဲ့သို့ဝင်ရောက်နားနေခဲ့ကြလိမ့်မည်။နစ်ခောက်ဆေးဆိုးနငယ်ပိုင်းကိုဝတ်ဆင်သောဒရာဝီဒီယန်အရိုင်းဆိုင်မျိုးနွယ်စုငယ်များမှသည်ရွှေလက်ကဝတ်ဆင်သောဒရာဝီဒီယန်မျိုးနွယ်စုငယ်များအထိများလွှစွာသောအိမ်နုတိုင်းရင်းသားတို့သည်လင်္ကာတီပဖုံးလက်ရုံအောက်သို့ခိုဝင်ခဲ့ကြလိမ့်မည်။အိမ်နုတောင်ပိုင်း၏မြေဩဇာကောင်းသောလွင်ပြင်တဝန်း၌စိုက်ပျိုးခင်းကြီးများဖြစ်ထွန်းခဲ့ပြီးလင်္ကာတီပနန်းတော်ကိုဗဟိုပြုလျက်ကြောက်တုံးနေအင်ကြီးများလည်းအစီအီခိုင်မာပေါ်ပေါက်ခဲ့ကြပြီ။အိမ်နုမြေဝမ်းဒေသ၏ထိုဇလန်းတွင်ကျွန်ုပ်ဒတဂီရီဘာကိုပိုင်ဆိုင်ခဲ့သနည်း။တစ်ချိန်လုံးကျွန်ုပ်လက်တွင်း၌ဘယ်အရာတည်ရှိခဲ့သနည်း။ဖုံးလက်ယုံအာနာလက်နက်လေးများစိရထားဖုံးလက်ယုံအာနာမှလွဲ၍တခြားမြည်သည့်အရာမှကျွန်ုပ်လက်တွင်းသို့မဝင်ရောက်ခဲ့တည်ရှိပြီးအရာသာလျှင်ပို၍ကြီးမားများပြားခဲ့သည်ဤဖုံးလက်ယုံအာနာတို့ကိုတနေ့သောအခါညီတော်ဘိဘိသနသို့မဟုတ်တားတော်မေဃနာတာတို့လွှဲအပ်ခဲ့ပြီးကျွန်ုပ်ဒတဂီရီလည်းဤမိုဟန်ဂျိုဒါရိုအရက်ရှိတခုသောတောင်ကုန်းငယ်ကိုပိုင်ဆိုင်ရအောင်မည်ကျွန်ုပ်၏ခေါင်းရင်းမှနေ၍ရစ်စရာကကျွန်ုပ်၏ဂုံပုံများကိုတီးဖွဲ့တီးကျူးပေဦးမည်ကျွန်ုပ်၏နှစ်ဖူးတွင်ရွှေပြားကိုထိကပ်ကြပေဦးမည်ထိုအချိန်တွင်ကျွန်ုပ်၏တန်လျက်သည်ကျွန်ုပ်၏ဘေးတွင်ကင်တွယ်မိလက်မှကင်းဝေးလျက်လဲလျောင်းနေပေဦးမည်ကျွန်ုပ်၏ခန္ဓာကိုယ်ပေါ်သို့ဆင်မြင်းပြူဆဲကောင်တို့၏သွေးများဖြင့်ရောဆက်ထားသည့်အိမ်တို့မြည်ရည်စဉ်ကိုပတ်ဖြန်းကြပေဦးမည်ဒါဟာဒတဂီရီရဲ့ဏီကုံးလားဒါဟာယာဝနရဲ့ဏီကုံးနဲ့လားဘိဘိသနာနှင့်မေဃနာရသည်ကျွန်ုပ်၏မျက်နာကိုအလန့်တကြားမောကြည့်လိုက်သည်။ဦးရီတော်မာရေးစားကမူမျက်မှောင်ကုန်နေသည်။ကြီးကျယ်ပြောင်မြောက်တဲ့လင်္ကာဒီပသခင်ရဲ့နောက်ဆုံးအချိန်တွေဟာရစ်စရာရဲ့တိကပြာနဲ့အဆုံးသက်ရတဲ့မလားဘိဘိသနာရဲ့ဒတဂီရီဘွဲခံယာဝနာကတော့မိုဟန်ဂျူဒါရိုတောင်ကုန်းထက်မှာရစ်စရာပြုသမျှဆင်းပြီးခံနေရမယ်လို့မဟုတ်ဘူးဟဲ့မင်းဘာတွေပြောနေရလဲယာဝနာဒီချိန်ဟာတရိဂံမီအတွက်ဝမ်းနဲ့ကြေကွဲနေရမယ်အချိန်ဒီချိန်မှာတရိဂံမီရဲ့အကိုကဟားတိုက်ရင်းနေသလားဦးကြီးတော်မာရေးစားကကျွန်ုပ်၏လက်ကိုခါရမ်း၍မင်းနေသည်ဝမ်းနဲ့ကြေကွဲနေရမယ်အချိန်နဲ့ဒီလိုဝမ်းနဲ့ကြေကွဲနေသူများကလည်းတစ်ချိန်ကျတော့သူတစ်ပါးရဲ့ဝမ်းနဲ့ကြေကွဲမှုကိုခံယူကြအောင်မှာပဲဒီတမရိုးကြအစင်လာကိုကျုပ်ကလိုက်ပါသွားလိမ့်မယ်ထင်သလားဦးကြီးတော်ကျုပ်ဟာဘရုရဲ့ဝမ်းနဲ့ကြေကွဲမှုကိုမှမခံဘူးထိတ်လန့်အောင်မှုကိုသာခံယူမယ်ဟေးဘိဘိသနာငါသေးဆုံးရင်လေမင်းတို့ဒီမိုဟန်ဂျိုဒါရိုတောင်ကုန်းထက်မှာငါ့ကိုပြစ်ထားခဲ့ကြအောင်မှာမလားဘိဘိသနာသည်ဘာပြန်ပြောရမည်မသိခဲ့သူကြောင်အန်းဖြစ်နေသည်ဘယ်တော့မှမနေဘူးတိတ်ဆိတ်မဲမောင်နဲ့ဒီတောင်ကုန်းထက်ကဂူသိန်းချိုင်းထက်မှာငါဘယ်တော့မှမနေဘူးဒါဖြင့်မင်းကဗမာနေမှာလဲယာဝနာကျုပ်လားဘယ်မှမနေဘူးလေအရီယန်တွေကိုတိုက်ခိုက်မောင်းထုတ်ရင်းနဲ့ကျုပ်အမြဲရှင်သန်နေမှာပဲမင်းရဲ့စကားတွေကအမိအမောက်မတည့်တဲ့ယူဆတွေပဲယာဝနာစစ်မြင်းဇက်ကိုဆွဲယူလိုက်ပြီးနောက်ကြာပုတ်ကိုထုတ်ကင်လိုက်သည်တွင်ဘိဘိသနာကယထာနောက်သို့ကပ်လာလေသည်နောင်တော်ဘုရင်မင်းမြတ်စီရေးနဲ့ပတ်သက်ပြီးယနေ့ညအထူးဆွေးနွေးတိုင်ပင်စရာများရှိနေပါတယ်ရွှေနန်းတော်တပ်မင်းများခမ်းမဆောင်မှာအားလုံးစောင့်ဆိုင်းနေကြပါလိမ့်မယ်တီရာဒေဝီနဲ့စကားပြောပြီးချိန်မှာငါလာခဲ့မယ်ဘိဘိသနာကျွန်ုပ်၏စစ်ရထားကို
မိုဟန်ချူဒါရိုဒေတာမှမောင်းနှင်လာခဲ့လေသည်တရိကံဘီ၏ဇာပနာအခမ်းအနားမှာစီစဉ်နေသည့်3ရက်လုံးကျွန်ုပ်သည်တီရာဒေဝီနှင့်တွေ့ဆုံခဲ့ခြင်းမရှိပေယခုအခါတီရာဒေဝီသည်လင်္ကာဒီပနန်းတော်သို့ရောက်ရှိနေသည်မှာ9ရက်ပင်ရှိပြီဖြစ်သည်ကျွန်ုပ်ကိုယ်တိုင်ကတီရာကိုအကျဉ်းသားအဖြစ်မသတ်မှတ်ဘဲလင်္ကာဒီပ၏မဟေဒီအဖြစ်နှင့်သာနေထိုင်စေခဲ့သည်သို့သောတီရာဒေဝီသည်သူ့ကိုယ်သူအကျဉ်းသားအဖြစ်ပြုလုပ်ကာဆက်ရာဆောင်တွင်းမှလုံးဝမထွက်ဘဲနေခဲ့သည်ကျွန်ုပ်ကိုလည်းတွေ့ဆုံခွင့်မပြုကြလင်္ကာဒီပဘယင်သည်သူ၏နန်းတော်မှတခုသောအဆောင်တွင်ဝင်ရောက်ခွင့်မရဟုသည်မှာထူးဆန်းအံ့ဩဖွယ်ဖြစ်သည်သို့သောအကယ်ပင်ထိုတိုင်းဖြစ်နေပေသည်ဆက်ရာဆောင်တကားဝတွင်ကျွန်ုပ်သည်မတ်တက်ရက်လိုက်သည်တီရာသည်လေသာပြင်းရင်းဘောက်ကိုသို့တက်ထိုင်လိုက်ပြီးအောက်သို့ခုန်ချရန်ပြင်လိုက်လေသည်၃ချိန်တန်တိုင်ဤသို့ဖြစ်ရသဖြင့်ကျွန်ုပ်သည်ဆက်ရာဆောင်တကားမှပြန်လှည့်လာရသည်ကြီးဖြစ်သည်လှပသောမျက်လုံးများနောက်ွယ်မှတင်းမာသောနှလုံးသားများကိုကျွန်ုပ်အံ့ဩနေမိသည်သို့သောသီရာဒေဝီသည်ကျွန်ုပ်ထံမှမြည်သုံးများထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်တနေ့တွင်အလားအပသည်ဖုံးလယုံအောက်သို့ဝစ်စင်းငုံရှိုးရမည်သာဖြစ်သည်ထိုတနေ့ကိုကျွန်ုပ်ဆောင်ဆိုင်ရပေမည်ဆက်ရာဆောင်၏ရွှေကြီးပေါက်ဘဝါစကိုကျွန်ုပ်ဖယ်ရှားလိုက်သည်ပလဲကြိုးများလှုပ်ခါသွားပြီးညင်သာသောထိခိုက်တံများထွက်ပေါ်လာပေသည်ထုံးစံအတိုင်းသီရာဒေဝီသည်လေသာပြင်းမှအပြင်သို့ငေးမြော်နေသည်တစုံတစ်ခုတွင်အာယုန်နေမျောနေဟန်တူသည့်အတွက်ကျွန်ုပ်ရောက်လာသည်ကိုသူသတိမပြုမိပေထို့ကြောင့်ကျွန်ုပ်သည်ပထမဦးဆုံးအကြိမ်အဖြစ်ဆက်ရာဆောင်သို့လှမ်းဝင်ခွင့်ရခဲ့ပေသည်တီရာဒေဝီတီရာသည်ကျွန်ုပ်ကိုတုံ့လောက်စွာကြီးလိုက်ပြီးနောက်ပရင်းမောင်မို့သို့တက်ရန်ဟန်ပြင်လိုက်သည်မလုံနဲ့တီရာဒေဝီဒီလိုမလုပ်ပါနဲ့ပရင်းမောင်ရဲ့အောက်ဘက်မှာဂန္ဓမလာတားရဲသွင်းရှိနေတယ်တားရဲတွင်ထဲမှာတမင်ရိုင်းနေတဲ့ချင်းသေးတွေကြက်သစ်တွေနေထိုင်ရတယ်အပြင်ထွက်သွားပါလင်္ကာဒီပဘယင်ကျုပ်ပြောတာနားထောင်မအောင်တီရာဒေဝီလင်္ကာဒီပဘယင်နောက်ထပ်စကလုံးတစ်လုံးနောက်ထပ်ခြေတလန်းရှစ်တိုးဝင်လာတဲ့ဟောဒီပတင်းပေါက်ပေါ်ကနေပြီးတားရဲတွင်ထဲကိုခုန်ချလိုက်မယ်ကျုပ်ရှေ့ကိုမတိုးပါဘူးတီရာဒေဝီဒါပေမဲ့စကားနည်းနည်းပြောချင်ပါလေနားထောင်ပါလင်္ကာဒီပရဲ့မဟေဒီအဖြစ်ကိုမင်းခံယူပါတီရာဒေဝီနောက်မကြခင်လင်္ကာဒီပမဟေဒီအဖြစ်ကနေပြီးအိန္ဒုဒေသတစ်ခုလုံးဟိမဝန္တာတောင်ဒေသတစ်ခုလုံးရဲ့မဟေဒီအဖြစ်မင်းရောက်ရှိမှာပါ။ဘာကြောင့်လဲဆိုတော့ကျုပ်ရဲ့ဘုံအာဏာဟာကိတ္တကိန်းနာကတဆင့်မြေပြင်တဝန်းလုံးပြန့်တော်မှာမို့လို့ကိတ္တကိန်းနာဟုတ်တယ်သီရာဒေဝီမင်းကလွယ်ပြီးစိုးညစ်တဲ့အရိယံအားလုံးကိုကျုပ်တို့ကိတ္တကိန်းနာကနေခုခံမောင်းထုတ်တော့မယ်။ပျက်စီးရှုံးနိမ့်မဲ့မျိုးနွယ်စုကနေထုံးတောက်အောင်မြင်တဲ့မျိုးနွယ်စုဘက်ကူးပြောင်းပြီးတော့လင်္ကာဒီပမဟေဒီအဖြစ်ကိုမင်းခံယူပါသီရာဒေဝီ။အိုးမကြားချင်ဘူးရှင်အခုထွက်သွားပါမဟေဒီအလောင်းအလျာရဲ့အမိန့်ကိုနာခံပါတယ်။ကျွန်ုပ်ဒီကျိုးနှုံမှုဝေါဟာရအသုံးနှုန်းကိုရင်းဤဆက်ညင်ဘက်အတန်ဖြင့်နှုတ်ဆက်ခဲ့ပြီးဆက်ရာဆောင်မှထွက်ခွာလာခဲ့လေသည်။နန်းတော်ဤတက်မင်းများခမ်းမဆောင်တွင်ညီတော်ဘိပိတနတားတော်မေဃဒါနာတို့နှင့်တကွသောလင်္ကာဒီပသေနာပတိများဆောင်ဆိုင်နေကြသည်။